အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြံရှိနေတယ်ပေါ့နော် grammar ပေါင်းချုပ်ဖြစ်တဲ့အခန်း9ကနေပြီးတော့အခန်း10ထိပေါ့နော်9ရှုမြောက်ကနေပြီးတော့10ရှုမြောက်ထိကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှေ့မှာတော့ဗီဒီယိုတစ်ခုကတော်တော်ကြာခဲ့ပြီပေါ့နော်ဗီဒီယိုပေါင်းချုပ်ပေါင်းချုပ်ဆိုပြီး grammar ပေါင်းချုပ်ဆိုပြီးတော့တင်ပေးထားတာရှိတယ်10ရှုမြောက်ကနေပြီးတော့4ရှုမြောက်ထိပေါ့နော်ပြီးသွားပြီအဲ့တော့အခုကင်နေတဲ့စာအုပ်ကကြတော့က undo ဆိုမှတိုမဲ undo ပေါ့နော် undo ဆိုမှတိုမဲကိုကင်နေရဖြစ်တယ်အဲ့ဒါမှတစ်ကနေပြီးတော့အခန်း8ရှိရတဲ့မှာတခန်းချင်းစီကိုလည်းပဲတပုတ်ချင်းစီနဲ့ဗီဒီယိုတပုတ်ချင်းစီနဲ့လည်းသင်ပေးထားတယ်အခုဟာဆိုလို့ရှိရင်ကြတော့ကဗီဒီယိုပေါ့နော်ဒီပြန်ပြီးတော့ပေါင်းချုပ်ပြန်လုပ်ပေးထားတာရှေ့မှာကတစ်ကအခန်းတရှုမြောက်ကနေပြီးတော့4ရှုမြောက်ထိကိုဒီဗီဒီယိုပေါင်းချုပ်အနေနဲ့လုပ်ပေးထားပြီးသွားပြီအခုဟာ9ရှုမြောက်ကနေပြီးတော့10ရှုမြောက်ထိကိုဒီပြန်ပြီးတော့ပေါင်းချုပ်လေးလုပ်ပေးမှာပေါ့နော်ကဲအဲ့တော့ကြည့်ရအောင်ဒီပထမဦးဆုံးလေ့လာမယ့် grammar ကကြတော့ချိဆိုင်စုခွန်နိုင်ပေါ့နော်ချိဆိုင်စုခွန်နိုင်ရဲ့အဓိပ္ပာယ်ကကြတော့ဘာပြောချင်တာလဲဆိုရင်မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါမဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးဖြစ်နိုင်ဖို့ကဝေးသေးတယ်လို့ပြောချင်တဲ့အခါမှာဆိုရင်ချိဆိုင်စုခွန်နိုင်ကိုသုံးရမှာပါချိဆိုင်စုခွန်နိုင်အဲ့တော့ကြည့်အောင် oboe ရာတဲ့နိုင် oboe ရာတဲ့ခိုနိုင်ပေါ့နော် oboe ရာတဲ့ခိုနိုင် oboe လာတဲ့ခိုနိုင်ဆိုတဲ့အဓိပ္ပာယ်ကသူကဘာပြောရလဲဆိုတော့ oboe mask ကလာမယ် oboe mask ကိုမှသူကဘာလဲဆိုတော့ခါနိုခေရွှေ့မယ်ခါနိုခေရွှေ့ရခါမှာ oboe ရာတဲ့ရူဖြစ်သွားမယ် oboe ရာတဲ့ရူကိုမှသူကဘာပေါင်းမလဲဆိုတော့ရှေ့ဆိုင်ဆိုခိုနိုင်ပေါင်းမယ်ဟုတ်ပြီနော် oboe ရာတဲ့ mask ပေါ့အဲ့ဒါဟိုမှာရှေ့ဆိုင်ဆိုခိုနိုင်ပေါင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကဘာလဲဆိုတော့ oboe ရာတဲ့ခိုနိုင်ဆိုတော့မမှတ်နိုင်ဘူးမမီဖို့ကမဖြစ်နိုင်ဘူးလို့ပြောချင်တဲ့အခါမှာသုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ तू ကဘာနဲ့တွဲသုံးပါလဲဆိုတော့ mask ပါ mask လို့မှတ်ထားပါ mask အဲ့တော့ oboe ရာတဲ့ mask ကလာပြီးတော့ mask ကိုဖြုတ်ပြီးတော့ရှေ့ဆိုင်ဆိုခွန်နိုင်ပေါင်းထားတာဖြစ်ပါတယ်အဲ့တော့ oboe ရာတဲ့ခွန်နိုင်မဖြစ်နိုင်ဘူးအဲ့တော့မမှတ်မိဘယ်လိုမှတ်မိဖို့မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံကိုပြောတာပါအဲ့တော့ဝါသချင်းနဲ့တူ grammar တစ်ကြောင်းတော့ကိုကြည့်အောင်ဒီမှာဆိုရင်一日一တဲ့တရက်ထဲနဲ့ပေါ့နော်この本のボンボဒီစာအုပ်ရဲ့တဲ့ဒီ grand ဘုံဘိုးကိုတဲ့ဇမ်ပူနန်တဲ့အားလုံးကိုပေါ့နော်အားလုံးအားတဲ့ဒီ oboe ရာတဲ့ခွန်နိုင်ဆိုတော့မှတ်မိဖို့မဖြစ်နိုင်ဘူးတဲ့ဟုတ်ပြီနော်အဲ့တော့ oboe ရာတဲ့ခွန်နိုင်ရဲ့အဓိပ္ပာယ်ကိုနားလည်မယ်လို့ထင်ပါတယ်ဒီမှာတော့အသေးစိတ်မရှင်းတော့ဘူးပေါ့နော်အသေးစိတ်ကိုနားထောင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီသူ့ရဲ့ grammar တခန်းချင်းစီကိုသင်ပေးထားတဲ့ grammar လေးရှိတယ်အဲ့ဗီဒီယိုလေးကိုပြန်ကြည့်ပေးဖို့တောင်းဆိုရပေါ့နော်ကဲအဲ့တော့ကြည့်အောင်နောက်တစ်ခုကခါနေနိုင်ဆိုတဲ့အဓိပ္ပာယ်ကသူကဖြစ်နိုင်ခြေရှိတယ်နော်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အခြေအနေကိုပြောတာပါအဲ့တော့ तू ကကြတော့နောက်က9နဲ့စုံနိုင်မယ်အငင်းမဟုတ်ပါဘူးเนาะနောက်က9နဲ့စုံနိုင်အငင်းမဟုတ်ဘူးဒါလေးတခုတော့နားလည်ထားရမယ်အဲ့တော့ဒီမှာကြည့်အောင်ခါနေ9ဆိုတဲ့အဓိပ္ပာယ်ကဖြစ်နိုင်ခြေရှိတယ်လို့ပြောစတဲ့အခါမှာခါနေ9ကိုတောင်းတယ်ဤခါနေ9ဆိုတော့ပြောနိုင်ခြေရှိတယ်ဤခါနေ9ပြောနိုင်ရှိတယ်အဲ့တော့ तू ကအဲ့တော့တက်ရှိဒီရှေ့မှာဗီဒီယိုလေးတပုတ်ရှင်းစီတင်ငယ်တော့ကလည်းပြောဘူးတယ်ဒီကောင်းစဉ်လေးတစ်ခုကိုတော့ရအောင်လို့ချက်ထားလို့ပြောတယ်เนาะအဲ့တော့ဘာလို့အဲ့လိုကြက်ခန်းရတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာဆိုရင် e ခါနေ9ကဘာနဲ့တွဲလဲဆိုတော့အလွယ်တကူရစေချင်တော့ဒီမှာဆိုရင် e mask ကလာတယ်လေ mask နဲ့တွဲတယ်ဆိုတော့ကိုနားလေတယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးဖြစ်အောင်လို့ e ခါနေ9ဆိုလို့ရှိရင်အဲ့တကြောင်းတော့ကိုတော့ရအောင်ချက်တာအဲ့တော့ခါနေ9ဆိုလို့ရှိရင်ဖြစ်နိုင်ခြေရှိတယ်ဟုတ်ပြီနော်ဖြစ်နိုင်ခြေရှိတယ်လို့ပြောတာဒါဆိုလို့သူဆိုလို့ရှိရင်ကြတော့ဘယ်လိုအိဗယ်ဖြစ်သွားမလဲဆိုရင် e ခါနေ9ဆိုရင်ပြောနိုင်ခြေရှိတယ်လို့ပြောစတဲ့အခါမှာ e ခါနေ9ကိုသုံးပါတယ်အဲ့တော့ဒီမှာဆိုရင်ကြည့်အောင်ဆိုနာတဲ့そんなひどいこともあの人ならいいかねないမကြည့်အောင်ဒီလောက်ထီးတဲ့ထူးဆန်းတဲ့ကိစ္စဆိုရင်တော့မှာတဲ့အဲ့ဒီလူသားဆိုရင်တဲ့ပြောနိုင်ခြေရှိတယ်တဲ့ရမယ်နော်အဲ့တော့ဤခါနေနိုင်ပြောနိုင်ခြေရှိတယ်ဤခါနေနိုင်ပြောနိုင်ခြေရှိတယ်ရမယ်နော်ဟုတ်ပြီကဲအဲ့တော့ကြည့်အောင်နောက်တစ်ခုကကြတော့ကခါနေရုရဲ့အဓိပ္ပာယ်ကကြတော့ကဖို့ခတ်တယ်ခါနေရုရဲ့အဓိပ္ပာယ်ကဖို့ခတ်တယ်လို့ပြောစတဲ့အခါမှာခါနေရုကိုသုံးတယ်အဲ့တော့ဒီမှာကြည့်အောင်ဝါကာရီခါနေရုနားလေဖို့ခတ်တယ်ဝါကာရီခါနေရုနားလေဖို့ခတ်တယ်ဒီမှာဆိုရင်လေဝါကာရီမတ်စ်ကလာတယ်မတ်စ်ကိုဖြုတ်ပြီးတော့ခါနေရုပေါင်းတယ်ဆိုတာကိုသိရမယ်ရမယ်နော်အဲ့တော့ဝါကာရီခါနေရုဆိုတော့နားလေဖို့ခတ်တယ်လို့ပြောစတာဖြစ်တယ်အဲ့တော့မိုးရှိဝကဲအာရီမာဆန်ကတဲ့အဲ့တော့တောင်းမှန်ပါ sorry ပါပေါ့နော်တောင်းမှန်ပါတယ်တဲ့ဝါသရှင်နီကကျွန်တော်အတွက်ကတော့တဲ့ဝါကာရီခါနေမတ်စ်နားလေဖို့ခတ်ပါတယ်တဲ့ရမယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်ခါနေရုလည်းရမယ်လို့ထင်ပါတယ်ကဲအဲ့ဒါဆိုနောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကဂါတိုင်သူကလည်းခတ်တာပဲ
သူကကြတော့ဘလို့မျိုးလဲဆိုတော့စိတ်ထဲကနေကိုယ်စိတ်ထဲကနေကိုတွေးတာပေါ့နော်တွေးတာသူပြောနေစကားတော့ဘလို့ကြီးလဲပေါ့အဲ့လိုပုံစံမျိုးဖြစ်တဲ့နေရာမျိုးမှာဆိုရင်ဂါတိုင်းကိုတောင်းတယ်လို့မှတ်မယ်နော်အဲ့တော့ဒီမှာကြည့်အောင်ရှင်းကြည့်ဂါတိုင်းယုံကြည်ဖို့ခတ်တယ်ယုံရခတ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ရှင်းကြည့်ဂါတိုင်းယုံရခတ်တယ်အဲ့တော့သူကလည်း mask ပဲနော် mask ကိုမှ mask ကိုဖြုတ်ပြီးတော့ဂါတိုင်းပေါင်းမယ်အဲ့တော့ကြည့်အောင်ခေါ်တယ်ဝါတဲ့ရှင်းကြည့်ဂါတိုင်းဟာနာစစ်တာကဒါကားတဲ့ယုံဖို့ယုံရခတ်တဲ့စကားဆိုပေမဲ့လည်းပဲတဲ့ဒီမှာကြည့်အောင်ကြီးကြီးစွတ်တဲ့အားတို့ကြီးကြီးစွတ်တဲ့အားတို့ဆိုတော့အမှန်တရားဖြစ်တယ်တဲ့ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခန်းကိုကျွန်တော်တို့ဆက်သွားရအောင်နော်ဒီမှာတော့အသေးစိတ်မရှင်းတော့ဘူး grammar ပေါင်းချုပ်ဆိုတာ video အရင်ရှည်သွားရင်မကောင်းဘူးပြင်းစရာကြီးဖြစ်သွားနိုင်မယ်နော်အဲ့ဒါကြောင့်မလို့ကြည့်အောင်အဲ့တော့နောက်တစ်ခုဆက်သွားမယ်အဲ့တော့ငါးရှုမြောက်ကနှစ်ပတ်မြောက်ကပါငါးရှုမြောက်ရဲ့နှစ်ပတ်မြောက်မှာပထမအဆုံးသင်ရမယ့်လေ့လာရမယ့် grammar ဘာလဲဆိုတော့ကခုတ်တုခါရခုတ်တုခါရကဘာနဲ့တူလဲကြည့်အောင်ခုတ်တုခါရဆိုတာကတဲ့သူကreview အကြောင်းပြချက်တွေကိုပြောစတဲ့အခါမျိုးမှာသုံးတာအဲ့တော့ဒေါကြောင့်ဘာနဲ့တူလဲခါရနဲ့တူတူပဲနော်ခါရတို့ that's ခါရတို့ ਨੇ အတူတူပဲလို့မှတ်ထားပါခါရတို့ that's ခါရတို့ ਨੇ အတူတူပဲလို့မှတ်ထားပါဒီမှာကြည့်အောင်ဖူဂျီဆန်နော်ဖူဂျီဆန်ကတဲ့မီရဲလူခို့တော့ခါရဖူဂျီတောင်ကိုမြင်ရတဲ့အတွက်ကြောင့်ဟုတ်ပြီနော်ဖူဂျီတောင်ကိုမြင်ရတဲ့အတွက်ကြောင့်ရမယ်နော်အဲ့တော့ခို့တော့ခါရဆိုတဲ့အဓိပ္ပာယ်ကဒေါကြောင့်နဲ့ဒေါကြောင့်ပါ review အကြောင်းပြချက်တွေကိုပြောတဲ့ခါမျိုးမှာသုံးပါတယ်ခို့တော့ခါရဒေါကြောင့်အဲ့တော့ဘာနဲ့တူလဲဆိုတော့ခါရတို့ that's ခါရတို့နဲ့တူတယ်လို့မှတ်ထားပြီပါနော်ကဲအဲ့တော့ကြည့်အောင်တော့ခိုးတုခါရဆိုတော့ဘာနဲ့ပေါင်းမှာလဲကြည့်အောင်အားလုံးက fusuki ပါ fusuki ဒါပေမဲ့နာမှာဆိုလို့ရှင်တော့ဘာလို့မလဲဆိုရင်နာပြန်ထည့်မယ်နောင်ဆိုလို့ရှင်တော့နောင်တဲ့အာရုခိုးတုခါရပေါ့နော်နောင်တဲ့အာရုခိုးတုခါရဒီမှာကြည့်အောင်အဲ့တော့ Raymond လေးတစ်ကြောင်းလောက်ဖတ်ကြည့်မယ်အဲ့တော့ Fuji ဆန်ကမီရဲလူခိုးတုခါရ Fuji တောင်ကိုမြင်ရတဲ့အတွက်ကြောင့်မလို့ Konomachi ကဒီမျိုးอ่ะဆိုလို့ရှင်တဲ့Fuji မီရောတို့ယူနာမရေကစေးတာပေါ့နော်အဲ့တော့ Fuji တောင်မြင်ရတဲ့မြို့ပေါ့နော်မြို့ဆိုပြီးတော့ဘာလို့လဲဆိုတော့နာမည်တွင်ခဲ့တယ်ပေါ့နော်နာမည်တွင်ခဲ့တယ်ရမယ်နော်အဲ့တော့ Fuji တောင်ကိုမြင်ရတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ Fujimicho ဆိုတဲ့နာမည်တွင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနော်တော့အကြောင်းနဲ့အတူတူပါပဲ reason ပေးတဲ့အခါမျိုးမှာသုံးတယ်လို့မှတ်ထားပါနော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကကြည့်အောင်ခို့တိုဒါခါနောင်တော့ခို့တိုဒါခါလာလို့မှတ်ထားပါနောင်တော့ခို့တိုဒါခါလာသူလည်းတော့ကြောင့်ပါပဲနော်နောင်တော့ခို့တိုခါလာတော့ကြောင့်နောင်တော့ခို့တိုခါလာတော့ကြောင့်ဟုတ်ပြီနော်ကဲတော့ကြည့်အောင်အစ်စွန်မိုးတဲ့ချီခိုကိုစွတ်အမြဲတမ်းနောက်ကျနေတဲ့ခါတယ်တော့ခို့တိုဒါခါလာအမြဲနောက်ကျနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့မိုးစုကိုမကြခင်မှာတော့အာရဝရဲတို့ဒါတို့ပေါ်လာတော့မှာပါတဲ့ဟုတ်ပြီနော်အဲ့တော့နောင်တော့ခို့တိုဒါခါလာနောင်တော့ခို့တိုဒါခါလာတော့ကြောင့်နောင်တော့ခို့တိုဒါခါလာတော့ကြောင့်ဟုတ်ပြီနော်ခို့တိုခါလာနောင်တော့ခို့တိုဒါခါလာတော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်တယ်ရမယ်နော်ကဲအဲ့တော့ကြည့်အောင်နောက်တစ်ကြောင်းအောင်ဆက်သွားမယ်အဲ့တော့ तू က noun တော့ဗောနော်ဒီမှာတော့အထူးလေးချက်စရာမလိုဘူး noun တော့ ခို့တိုဒါခါလာဆိုတာကိုကြက်ထားပါရှေ့မှာ noun ပဲရှိမယ်နော်အဲ့တော့ noun တော့ခို့တိုဒါခါလာနောင်ဖြစ်တော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့အိဆိုမိုချီကိုကိုစုခါရနော်တော့ခို့တိုဒါခါလာမိုးစုကိုအာရဝါလေးတို့တာတော့ပေါ့နော်သူကမကြခင်ပေါ်လာတော့မှာပါအမြဲနောက်ကျနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့မကြခင်မှာတော့ပေါ်လာတော့မှာပါဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်ခို့တိုနာခုဆိုတာ bad dictionary form ခို့တိုနာခုပါနော် bad dictionary form ခို့တိုနာခုဆိုတဲ့အဓိပ္ပာယ်ကအငင်းလေးဟုတ်တယ်နော်နားရလာမယ်နော်အဲ့တော့ဘာလဲဆိုတော့သူက noun ချင်းမရှိပဲsorry version မရှိပဲဆိုတဲ့အဓိပ္ပာယ်เนาะ bad dictionary form ဆိုတော့ bad ချင်းမရှိပဲဆိုတဲ့အဓိပ္ပာယ်ပါ bad ချင်းမရှိပဲအဲ့တော့ bad dictionary form ခို့တိုနာခုပေါ့เนาะ bad ချင်းမရှိပဲဒီမှာကြည့်အောင်ကောင်းတဲ့ title လေးကိုကြည့်အောင်ယာစုမှုခို့တိုနာခုနားချင်းမရှိပဲယာစုမှုခို့တိုနာခုနားချင်းမရှိပဲအဲ့တော့ပထမဆုံးကြည့်အောင်ရေဘုံနဲ့တကြောင်ကိုကြည့်မယ်ဆိုလို့ရှိရင်တဲ့မဆိုရင်အမေဝါယာစုမှုခို့တိုနာခုမိုးအားတဲ့ရက်တန့်ချင်းမရှိပဲတဲ့ fully society ဆက်လက်ရသုံးနေတယ်တောက်လျှောက်ဖြစ်နေတဲ့အခြေအနေကိုပြောချင်တာရမယ်နော်အဲ့တော့တောက်လျှောက်ဖြစ်နေတဲ့အခြေအနေကိုပြောချင်တဲ့အခါမျိုးမှာဆိုရင်ခို့တိုနာခုကိုသုံးတယ်ဟုတ်ပြီနော်ရှင်းမှာတော့ဘာနဲ့တွဲမှာလဲ bad dictionary form နဲ့တွဲမယ်လို့မှတ်ပါရမယ်ထင်တယ်ကဲအဲ့ဒါဆိုရင်နောက်တစ်ကြောင်းအောင်ဆက်သွားရအောင်နောက်တစ်ကြောင်းမှာじゃဘာလဲဆိုတော့ကဗန်နိုင်ခို့တိုနီဗန်နိုင်ခို့တိုနီကဗန်နိုင်ပေါ့နော်အဲ့တော့ဘန်နကိုဆိုမှာနော်အဲ့တော့ချီကိုဘန်1ထားမယ်ဗန်1 9ခို့တိုနီကဘတ်2 9ပေါ့အဲ့တော့ကြည့်အောင်ဒါဒီလိုကြီးမှတ်နေရကြတဲ့တစ်မျိုးကြီးဖြစ်နေရနော်ကဲအဲ့တော့တိုက်ရလေးနဲ့ကောင်းစင်လေးနဲ့တွဲပြီးကြည့်အောင်ဒီမှာဆိုလို့ရှိရင်ရတဲ့မီနိုင်ခို့တိုနီကဝါခါရနိုင်ယာရီမတ်ကလာတယ်ယာရီမတ်ကိုတဲ့ဖောင်ပြောင်းပြီးတော့မီ9နဲ့ပေါင်းတယ်အဲ့တော့ဘတ်တဲ့မီမတ်ဆိုရင်ဘတ်ကြည့်တာမလားအဲ့တော့ဘတ်တဲ့မီမိုင်းဆိုတော့မီ9ဆိုတော့ဘတ်မကြည့်ပဲဟ
ဟောနားလည်မယ်ထင်တယ်နော်အဲ့တော့ရတဲ့မိနိုင်ဆိုတော့လုံးမကြည့်ပဲရတဲ့မိနိုင်ခိုးတုံနေကလုံးမကြည့်ပဲနေကတော့ရမယ်နော်ရတဲ့မိနိုင်ခိုးတုံနေကလုံးမကြည့်ပဲနေကတော့ဝါခါရနိုင်နားမလဲဘူးဟုတ်ပြီနော်ဝါခါရနိုင်နားမလဲဘူးရမယ်နော်အဲ့လိုမျိုးလေးပြောမှာနော်အဲ့တော့ဘန်နိုင်ခိုးတုံနေကဘန်နိုင်ခိုးတုံနေကဆိုတော့အဲ့တော့မလုံးကြည့်ပဲဆိုတဲ့အဓိပ္ပာယ်မျိုးပြောတဲ့အခါမျိုးမှာသုံးပါတယ်ရမယ်ထင်ပါတယ်ကဲအဲ့ဒါဆိုရင်နောက်တစ်ကြောင်းအောင်ဆက်သွားမယ်နော်နောက်ထပ်တစ်မျက်နှာပါလဲဆိုတော့ငါးရှုမြောက်ရဲ့3ရက်မြောက်နေ့ကိုပြောမှာပါငါးရှုမြောက်ရဲ့3ရက်မြောက်နေ့ပထမအဆုံး grammar တစ်ခုကိုကြည့်အောင်ပထမဆုံး grammar တစ်ခုကကြတော့ကဘတ်တဲ့ပါတဲ့ဖောင်ပြောင်းမယ်အကောင်လုံးတဲ့ဖောင်ပြောင်းမယ်နော်တဲ့ဖောင်တိုဇန်နော်ဇန်အမှလေးတခုပြောစင်တာတော့တခုလမ်းကြုံလေးရှိလို့ပေါ့နော်ပြောမယ်ဒီဝရချီနဲ့ကူလောဆရာဂျပန်မှာရှိနေတာဆိုတော့လေဂျပန်စာမှာလေ့လာတဲ့အခါမှာဆိုရင်ဝရချီတို့မြန်မာတွေအတွက်ပေါ့နော်အရန်ခက်ခဲတဲ့အရာခက်ခဲတယ်လို့ပြောရမယ်ထင်တယ်ဘာလို့ဆိုနှုတ်ကြိုးသွားတော့ပေါ့နော်ဒီဝရချီတို့ M5 မှာစပြီးတော့အခြေခံကိုစတင်ကနေကဒီဘယ်လိုပြော on bound နဲ့ရတယ်လေ on bound တဲ့နေရာမှာဆိုရင်အတန်ထွက်တွေကိုပြပြတတ်ဘယ်လိုပြောမလဲမထွက်နိုင်ကြကြောက်ဘူးပေါ့နော်တင်လည်းမပေးနိုင်မတင်ခံရဘူးပေါ့အဲ့လိုပုံစံပြောရမယ်ထင်တယ်ဒီဆီယာမတွေကလည်းသူတို့ကိုယ်တိုင်ကလည်းပဲတသက်ကွယ်နားမလဲဘူးပေါ့နော်ဒီဂျပန်ကိုရောက်ဘူးတဲ့သူရှိတယ်မရောက်ဘူးတဲ့ဆီယာမတွေလည်းရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နားမလဲတဲ့သူတွေအဲ့နားမလဲဘူးပေါ့နော်ဒီမှာကျွန်တော်ဝါရှိလို့ဆိုလို့ရှိရင်လည်းပဲဘာလို့လဲဆိုတော့အရန်ခတ်တဲ့အရာတွေရှိတယ်ဒီဥမာအော် on bound တဲ့ခါမှာဘယ်လိုတန်ထွက်လဲနောက်တစ်ခုကကြတော့ဗာလဲအဲကို on bound ဘယ်လိုတန်ထွက်လဲအဲ့လိုတန်မျိုးတွေပေါ့နော်ဥပမာအောက် on bound on ဆိုတဲ့အတန်ထွက်တယ် on နော်အောက် on bound လိုက်တာ on နော်နောက်တစ်ခုကကြတော့ a ကို on bound တဲ့ခါမှာဆိုရင် ang နော်အဲ့လိုအတန်တွေမပီယာမျိုးတွေရှိတယ်နောက်တစ်ခုက u ကို on bound တဲ့အတန်နဲ့ o ကို on bound တဲ့အတန်မတူဘူးနော်အဲ့ဒါတွေကလေဂျပန်မှာဒီဘယ်လိုပြောရမလဲကိုရီးယားနှုတ်ကြိုးလာခဲ့တာကွာဒီလိုတန်တဲ့ဘက်ကမှာတို့ဂျပန်ဆီယာမရနားမလဲဘူးဘာပြောတာလဲဆိုတဲ့အတန်မျိုးတွေဖြစ်တယ်ဒီကသူတို့တနားမလဲဘူးသူတို့ပြောရင်အတန်တွေကကိုနားထဲမှာတက်ကွက်ကြားရတယ်ကိုပြောရင်သူတို့နားမလဲဘူးဖြစ်နေတာအဲ့ဒါမျိုးတွေကြောင့်ပါနော်အဲ့တော့ကိုကဘာလဲဆိုတော့မသုံးနိုင်လို့လားလည်းမဟုတ်မပြောနိုင်လို့လားလည်းမဟုတ်ဘူးဘာလို့လဲကိုကစကားကိုပြီးတတ်မထွက်တော့သူတို့နားမလဲဘူးအဲ့လိုမျိုးဖြစ်နေတာနော်အားကြောင့်မလို့ပါဘာသာရှိရဲ့အမှားတစ်ခုနဲ့ပြောရမယ်ဆိုတော့ဒီကိုတုံနေရဲ့အလုပ်ပေါ့နော်အလုပ်မှာဆိုရင်ဘာလဲဆိုတော့ဒီ convenience store မှာတော့ထမင်းဘူး oven door တွေရှိတယ် oven door လုပ်တဲ့အခါမှာဆိုရင်ကိုယ်ဆိုင်ရနေပြီကိုယ်အိမ်ကိုထမင်းချက်ရတာလေထမင်းချက်တယ်ထမင်းနေပါချက်ရတယ်ဆိုတဲ့အခါမှာအဲ့မှာကိုကaudition ကနေပြောတာထမင်းမချက်ရသေးဘူးဆိုတဲ့အရာအတုံးကို go hang ပေါ့နော်အဲ go hang လို့ပြောလိုက်တဲ့အခါမှာ go hang လို့သူကကိုဖြစ်သွားတယ် hang ဖြစ်သွားတယ် hang ဆို hey on အတန်ဖြစ်သွားတယ်အတန်အတိတ်ပဲတစ်မျိုးဖြစ်သွားအောင်အဲ့တော့ဘာလဲတဲ့အဲ့ဒါဘာလဲဆိုတော့ကိုပြောသူနားမလဲဘူးနားမလဲခါဘာဖြစ်သွားလဲဆိုတော့ကိုကထမင်းအိုးပေါင်းဖို့ထိုးပြမှာပဲအော်သူကပြန်ပြီးတော့သူတို့နားလဲတော့တယ်အဲ့လိုပုံစံမျိုးကြီးဖြစ်နေတာသိလားနော်အဲ့ကြောင့်မလို့တခြား啲 view size စေချင်တယ်နော်တရား view size ပါနော်အဲ့တော့ကြည့်အောင်ဒီမှာဆိုရင်တိုးစင်နော်စင်နော်တိုးစင်ဒါနော်အဲ့တော့ဒီမှာကြည့်အောင်တိုးစင်ဒါဆိုတဲ့အဓိပ္ပာယ်ကတာမဆန်ဘူးဆိုတဲ့အဓိပ္ပာယ်နော်တာမဆန်ဘူးဖြစ်မှာပဲလေဒါစမ်းတာတော့မဟုတ်တာဟုတ်တယ်မလားအဲ့လိုပုံစံမျိုးပြောစင်တဲ့အခါမှာဆိုရင်တိုးစင်ဒါကိုသုံးပါတယ်နော်အဲ့တော့ဒီမှာကြည့်အောင်ခီတာဝါရဲတင်တိုးစင်ဒါနော်အဲ့တော့ဒီမှာဆိုရင်သူကဘယ်လိုပြောမလဲအငင်းခံရတယ်ဒါ okay မိကေနော်အငင်းခံရရလဲမဆမ်းပါဘူးတဲ့နော်အငင်းခံရရလဲမဆမ်းပါဘူးတဲ့အဲ့တော့တိုးစင်နော်တိုးစင်ဒါနော်တိုးစင်ဒါအဲ့တော့သူကမဆမ်းပါဘူးဆိုတဲ့ပုံစံပြောတာဖြစ်တယ်ခီတာဝါရဲတဲ့တိုးစင်ဒါဆိုတော့အငင်းခံရတာလဲမဆမ်းပါဘူးလို့ပြောတာမျိုးဖြစ်တယ်ရမယ်နော်ကဲအဲ့တော့ဆိုရင်ရဲဘုံလေးနဲ့ထုံးစံနိုင်ရဲဘုံလေးနဲ့တခြားတော့လောက်ကြည့်ရအောင်နော်ရဲဘုံမှာဆိုရင်ဒီမှာကြည့်အောင်ဒီမှာဆိုရင်ဟီတိုအီခိုတိုဘာကာရီဆိုတာချီပဲနော်ဘာကာရီဆိုတာချီပဲအဲ့တော့ဘယ်လိုပြောရမလဲထူးဆန်းတာပေါ့နော်ထူးဆန်းတဲ့စကားတွေကြည့်ပဲနော်ထူးဆန်းတဲ့စကားတွေကြည့်ပဲတဲ့အစ်တနော်တဲ့ပြောနေတဲ့အတွက်ကြောင့်မို့လို့တဲ့ခန့်တို့ကျော်နီကောင်မလေးစီကနေပြီးတော့ခီတာဝါတဲ့တိုးဆန်းတော့အငင်းခံရတာလည်းမဆန်းပါဘူးတဲ့အငင်းခံရမှာပေါ့ဟုတ်တယ်မလားဒီဘယ်လိုပြောရမလဲပောက်ကြရတယ်ပဲပြောနေတာ哦ဒီလိုပုံစံမျိုးပေါ့နော်ရမနော်ဟုတ်ပြီကဲအဲ့ဒါဆိုနောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကျတော့ကမိုတိုမိုတာပေါ့နော်မိုတိုမိုတာနော်မိုတိုမိုတာဆိုတဲ့အဓိပ္ပာယ်ကအဲ့တော့ဒီမှာကြည့်အောင်ရှေ့မှာသူက dictionary form verse dictionary form EHD ဆိုရင်လည်းပဲ not ကတ်တယ် normal dictionary form နားကြည့်ဆိုလို့ရှိရင်တော့ non mo နော် moto mo နာပေါ့နော်အဲ့လိုပုံစံမျိုးသုံးမယ်နော်ကဲအဲ့တော့ကြည့်အောင်တောင်မဆန်းဘူးနော်အဲ့တော့ Reggie ပုံမှန်ပြောနေကြအတိုင်းပဲအကောင်းစီတိုက်တဲ့တကူကိုပဲကြက်မယ်နော်။နောက်ဆိုလို့ရှိရင်ကြတော့က
okoru no mo motto moda နော် motto moda အဲ့တော့သူကဘာပြောရလဲဆိုတော့ကokoru ဆိုတဲ့အိဗေကဒေါသထွက်တာအဲ့တော့ဒေါသထွက်တာလည်းမဆန်းဘူးဒါလည်းမဆန်းဘူးပဲနော်ဒါလည်းမဆန်းဘူးပဲကဲတော့ကြာနောက်တစ်ခုဆက်သွားရအောင်အဲ့တော့ kimi ကတဲ့ uragita နော် uragita ဆို uragirimas ကလာမယ်နော် uragiri ကလာမယ်သက်စာဖောက်တာအဲ့တော့ kimi ကဆိုမင်းကတဲ့ uragita no da kara ဆိုတော့မင်းကသက်စာဖောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့ခန့်တို့ကျော်ကကောင်မလေးက okoru no motto moda ဒေါသထွက်တာလည်းမဆန်းပါဘူးတဲ့ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဝါဒချီတစ်ခုပြောနေတာလေဝါဒချီကကြောင့်စကားပြောရင်လည်းမြန်တယ်သိလားစကားပြောရင်လည်းမြန်တဲ့အတွက်ကြောင့်မြန်တဲ့ထဲမှာပါတယ်ပေါ့နော်တခါတည်းမှာစာဖတ်လည်းလောကြီးတယ်မှားတယ်ပေါ့နော်အဲ့တော့မှားတယ်ဆိုလို့ဆိုရင်လည်းအာမနာနဲ့နော်ဟိုထောက်ပြပေးပါနော်ထောက်ပြပေးပါဒီဟို message မှာရေးလို့ရတယ်လေနော် message ဝင်မှန်းလို့ရ comment ဝင်မှန်းလို့ရတယ်နော် comment မှန်းလို့ရတယ်မှားနေရလဲရှိရဆိုလို့ဆိုရင်မှားနေတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့လိုလေးပြောပေးနော်အာမနာနဲ့နော်ရတယ်နော်ကဲအဲ့တော့ကြည့်အောင်okoru no motto moda ဆိုတော့သူကဒေါသထွက်တာလည်းမဆန်းပါဘူးလို့ပြောတာဖြစ်တယ်အဲ့တော့ kimi က uragita no da kara ရဲ့မင်းကသစ္စာဖောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့ခန့်တို့ကျော်ကကောင်မလေးက okoru no motto moda ဆိုတော့ဒေါသထွက်တာsorry ဒေါသထွက်တာလည်းမဆန်းပါဘူးတဲ့ရမယ်နော်နောက်တစ်ခုကိုဆက်သွားရအောင်နောက်တစ်ခုကကြတော့က dosenda နော် dosenda နော် dosenda ဆိုတာသူကနီပဲမချားဘူးဆိုတဲ့ပုံစံမျိုးပြောတာဖြစ်တယ်အဲ့တော့ဒီမှာကြည့်အောင်ရှင်းပင်းဖို့ dosenda အတင်းနီပဲအဲ့တော့ရှင်းမှာမိုးလေးပါရနော် dosenda ဆိုရင်မကြက်နဲ့အောင်မို့ dosenda အပေါ်မှာခုနကတော့ချက်ခဲ့တဲ့ဟာကကြတော့ကခုနချက်ခဲ့တာဗာလဲဆိုတော့ batted dosenda နော် dosenda ဒီကောင်ကကြတော့ကမို့ dosenda မဆန်းဘူးပဲနော် sorry နီပဲဟုတ်နော်မချားဘူးအဲ့တော့ရှင်းပင်းဖို့ dosenda ဆိုတော့အတင်းနီပဲအတင်းနဲ့မချားဘူးဟုတ်ပြီနော်အဲ့တော့ rebon နဲ့တွဲကြည့်အောင်အဲ့တော့この車はね中古車နော်中古車と言ってもဒီကားကတဲ့တပတ်ရစ်ကားလို့ပြောဆိုပေမဲ့လည်းပဲရှမ်ပင်းမို့ဒိုဆန်တာအဲ့ဒီမိုးလေးဟာပါရင်လည်းရတယ်မပါလည်းရတယ်နော်အဲ့တော့ရှမ်ပင်းမို့ဒိုဆန်တာအတင်းနီပဲတဲ့နော်အတင်းနီပဲအဲ့တော့ဒီကားကတဲ့ဗာတပတ်ရစ်ကားဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အတင်းနီပဲလို့ပြောတာမျိုးဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့စကားလေးလည်းနည်းနည်းပြောရင်းသားနေဗီဒီယိုကရှေ့သွားတယ်ပေါ့နော်ကဲအဲ့တော့ကြည့်အောင်နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကfusoke dake master နော် fusoke dake master ကြည့်အောင်ဒီမှာဆိုရင် aru dake master dake master ကဒီမှာဘယ်လိုဘာသာပြန်မလဲဆိုရင်လို့တော်ပါသေးတယ်နော်လို့တော်ပါသေးတယ် aru dake master လို့တော်ပါသေးတယ်ရှိလို့တော်ပါသေးတယ်ဟုတ်ပြီနော် aru dake master ရှိလို့တော်ပါသေးတယ်အဲ့တော့ဒီမှာကြည့်အောင် rebel နဲ့ဖတ်ကြည့်မယ်နော်kimi ဝါတဲ့မင်းကရှင်းတော့သူကအာရုတာခဲမာစတာရောမင်းကအလုပ်ရှိလို့တော်ပါသေးတယ်လေတဲ့အိုရဲဆိုတာငါနော်အိုရဲဝငါကတော့တဲ့ခုပိနိနတ်တက်ရှိမတာငါကတော့အလုပ်ပြုတ်ခံလိုက်ရပြီတဲ့အလုပ်ပြုတ်သွားခဲ့ပြီပေါ့နော်အလုပ်ပြုတ်သွားခဲ့ပြီတဲ့ရမယ်နော်ဒီမှာကြည့်အောင် Curio က hetta Curio က hetta ခဲတဲ့တော့လာဇာကရဲ့ short ရော့သွားတယ်ဆိုပေမဲ့လာဇာ short တယ်ဆိုပေမဲ့ခုပိနိနာရာနိုင်ဒါကင်းမာစတာကိုဗစ်နိနာရာနိုင်ဒါကင်းမာစတာဆိုတော့အလုံးမပြုတ်လို့တော်ပါသေးတယ်လာစားကတော့ short ခံရတယ်ဒါပေမဲ့အလုံးမပြုတ်လို့တော်ပါသေးတယ်တဲ့နားလည်မယ်ထင်တယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်တော့ဆက်သွားမယ်ငါးဘက်မြောက်ရဲ့၄ရက်မြောက်နေ့ကိုသွားမှာဖြစ်တယ်ငါးဘက်မြောက်ရဲ့၄ရက်မြောက်နေ့မှာပါ၄ရက်မြောက်နေ့ပါအဲ့တော့ပထမအဆုံးအနေနဲ့လေ့လာရမယ့်အရာကတော့ဒါကင်းအတဲ့ပါဒါကင်းအတဲ့နော်ဒါကင်းအတဲ့ကဘာနဲ့တူမှာလဲဆိုလို့ရှိရင်သူကမို့လို့နော်အဓိပ္ပာယ်ကမို့လို့ဆိုတဲ့အဓိပ္ပာယ်နော်မို့လို့ဆိုတဲ့သူကဘာလဲဆိုတော့တူညီတဲ့ဂုဏ်ရည်ရှိကြောင်းကိုပြောတဲ့အခါမျိုးမှာသုံးတယ်တူညီတဲ့ဂုဏ်ရည်ရှိကြောင်းကိုပြောတဲ့အခါမျိုးမှာသုံးတယ်နော်အဲ့တူညီတဲ့ဂုဏ်ရည်ရှိရမှာသုံးမယ်ဆိုတော့ရှေ့ကဒါကစကားဆက်ပေါ်မှာဖြစ်သွားမှာလေနော်ရှေ့ကကောင်းတာပြောရင်နောက်မှကောင်းတာဖြစ်မယ်နော်အဲ့တော့ကောင်းလို့မှတ်မယ်ရှေ့ကဆိုးတာဆိုလို့ရှိရင်နောက်ကဆိုးတာဖြစ်မယ်အဲ့လိုပုံစံမျိုးအဲ့တော့ကောင်းဆိုးအဲ့လိုလေးမှတ်ထားပေးမယ်နော်အဲ့တော့ဒါခဲအောင်တက်ဆိုတော့မို့လို့ဘာသာပြန်ပေးမယ်နော်ဒါကဲအတဲ့မို့လို့ကြည့်အောင်နောက်တစ်ခုကကြောင့်ခိုးတဲ့ဒီနေရာကဆိုလို့ရှိရင်一にホテルだけあってသူပြောရတဲ့ပြပထမတန်းစားပေါ့နော်ပထမတန်းစားဟိုတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့ဒီမှာဆိုလို့ရှိရင်ခိုင်းတေခိတာတဲ့
data ပေါ့နော်ခိုင်တဲကိ data ဆိုတော့ဘယ်လိုပြောရမလဲတတောင်းတတာဖြစ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်သူနားခဲ့ရတာစိတ်ကြံတာမှုရခဲ့တယ်ဆိုတဲ့အခြေအနေအကြောင်းအရာတစ်ခုကိုပြန်လဲရှင်းပြနေတဲ့အခါမျိုးတုံးထားတာဖြစ်တယ်ရမှထင်တယ်နော်အဲ့တော့ကြည့်အောင်ဒီမှာဆိုလို့ရှိရင် Ichiniu Hotel တာခဲအတဲ့ပထမရန်ဆန်ဟိုတယ်ဖြစ်တဲ့အတွက်ကြောင့် Ichiniu Hotel တာခဲအတဲ့ပထမရန်ဆန်ဟိုတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ကဘာဖြစ်လဲမဆိုလို့ရှိရင်ခိုင်တက်ခီတာတာဆိုတော့တတောင်းတတာဖြစ်တယ်ဆိုတဲ့ပုံစံကိုပြောတာဖြစ်တယ်ဟုတ်ပြီအဲ့နောက်တစ်ခုဆက်သွားရအောင် A ဘာခါရီကနော် B မို့ပေါ့နော် A ဘာကာရီကလည်းရတယ်နောက်တစ်ခုကကျတော့ကဘာကာရီသဲနာခုလည်းရတယ်နောက်က B မို့ပေါ့နော်အားလေးမှတ်ထားပေးမယ်အဲ့တော့ကြည့်အောင်သူကဘာလဲဆိုတော့ not only but also နဲ့အတူတူပဲဒါမကလည်းပဲနော် not only but also ဒါမကလည်းပဲအဲ့တော့ဘာကာရီကမို့ဒါမကလည်းပဲလို့မှတ်ထားပေးပါအနုဟိတောကအဲ့ဒီလူကဆိုလို့ရှိရင်ကခုံးတော့ကျောင်းရဲ့ပေါ့နော်စိတ်စိတ်ကိက E ဘာကာရီကဒီဘယ်လိုပြောမလဲကျောင်းရဲ့ဒီအဆင့်ပေါ့နော်အဆင့်ကလည်းကောင်းရုံသာမကပေါ့နော် E ဘာကာရီကကောင်းရုံသာမက sports မို့အကစားလည်းပဲတက်ခီလို့လုံနိုင်တယ်ရမယ်နော်ကျောင်းမှာဆိုလို့ရှိရင်သူကအမှန်လဲကောင်းတယ်ပေါ့နော်အမှန်ကောင်းအောင်သာမကတဲ့ဒီ record ပေါ့နော် record ကြီးလည်းကောင်းအောင်သာမကဘာလဲဆိုတော့ sports အားကစားမှာလည်းပဲ sports အားကစားမှာလည်းပဲ DK လို့လုံနိုင်တယ်လို့ပြောစတဲ့အခါမှာသုံးတယ်အဲ့တော့ဘာကာရီကမို့ဘာကာရီတဲနာခုမို့မှတ်ထားပေးမယ်နော်နောက်တစ်ခုကကြတော့ကဘာကာရီနီရဆိုလို့ရှိရင်သူကလည်းပဲမို့လို့ပဲ plain form ပဲနော် plain form လေးပဲတွဲမယ် plain form နားဆိုရင်နားပြန်ထည့်မယ် noun ဆိုလို့ရှိရင်တော့ they are လို့ပေါ့နော်ဘာကာရီနီဖြစ်မယ်ကဲတော့ကြည့်အောင်အာနိုဟီခိုခီနီတဲ့ nota ဘာကာရီနီလို့ဘာကာရီတော့ဒီလေရင်ပြန်ကိုစီးခဲ့တဲ့အတွက်ကြောင့်စီးခဲ့တော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ဟုတ်ပြီနော်အာနိုဟီခိုခီနီ nota ဘာကာရီနီအဲ့ဒီလေရင်ပြန်ကိုစီးခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့နောက်ကသူကရလက်ဆိုးတွေလိုက်လာမှာရလက်ဆိုးဖြစ်လာမှာဟုတ်ပြီနော်ကဲတော့ကြည့်အောင်အာနိုဟီခိုခီနီအဲ့ဒီလေရင်ပြန်ကို nota ဘာကာရီနီစီးခဲ့တဲ့အတွက်ကြောင့်မို့လို့ခါတွေကသူကရှင်းတသေးသွားခဲ့တာတဲ့လေရင်ပြတ်ကျသွားခဲ့တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အေကွန်の先生が嫌いなばかりにအဲ့တော့အေကွန်နော်အေကွန်の先生にအင်္ဂလိပ်စာဆရာကိုတဲ့嫌いなばかりにဆိုမကြိုက်လို့ပေါ့နော်မကြိုက်တဲ့အတွက်ကြောင့်မလို့အေကွန်ကိုအင်္ဂလိပ်စာကိုလည်းပဲ嫌いになってしまったဘာလဲဆိုတော့အင်္ဂလိပ်စာကိုပါမကြိုက်ဖြစ်လာခဲ့တယ်ပေါ့နော်မကြိုက်တော့ဘူးတဲ့တော့ပါတယ်နော်ရမယ်နော်ကဲအဲ့ဆိုနောက်တစ်ကြောင်းဆက်သွားရအောင်နောက်တစ်ကြောင်းမှာဆိုလို့ရှိရင်ကြတော့ကnomi narasu နော် nomi narasu သူလည်းပဲ plain form ပါပဲနာဆိုရင်လည်းနာဆိုရင်နာ there are တို့ noun ဆိုလို့ရှိရင်တော့ noun ဓာတ်ကိုဖြုံမယ် noun တိုင်းပဲ nomi narasu သူကလည်းပဲဒါမကလည်းပဲလို့မှတ်ပါဟုတ်ပြီနော်သူကလည်းဒါမကလည်းပဲလို့မှတ်ပါအဲ့တော့ဒီမှာဆိုရင် sono ei ka ကအဲ့ဒီရုပ်ရှင်อ่ะဆိုလို့ရှိရင်နိဟွန်nomi narasu ဂျပန်မှာဒါမကပေါ့နော်ဂျပန်မှာဒါမကဂိုင်းခိုခိုတဲမို့နိုင်ငံเจ้าမှာလည်းပဲယောခုရှိတာတဲ့ဤတို့ယောခုရှိတာတဲ့ကောင်းသိတယ်ကောင်းသိချင်းခံရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကောင်းသိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်အဲ့တော့ကြည့်အောင်この映画はဒီရုပ်ရှင်ရဆိုလို့ရှိရင်日本のみならずဂျပန်မှာဒါမကဂိုင်းခိုခိုတဲမို့နိုင်ငံเจ้าမှာလည်းပဲယောခုရှိတာတဲ့ဤတို့ဆိုတော့ကောင်းသိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်တယ်အဲ့ဆိုရမယ်ထင်တယ်နော်ဒါဆိုလို့ဒီထီးကကြတော့က၅ဘက်မြောက်ရဲ့၄ရက်မြောက်နေ့ထိပြီးသွားပြီနော်grammar ပေါင်းချုပ်ပြန်လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ကြည့်အောင်၅ဘက်မြောက်နေ့ရဲ့၅ရက်မြောက်နေ့ကိုဆက်သွားရအောင်၅ဘက်မြောက်နေ့ရဲ့၅ရက်မြောက်နေ့မှာဆိုလို့ရှိရင်ကျတော့က there were 9ကယောရှိရယောနော် equal k နော် equal k there were 9က equal there were 9ကဆိုတော့ဗာလဲဆိုတော့လေဘာနဲ့တွားတူလဲဆိုတော့ marshall နဲ့တူတယ်နော် n5 က marshall နဲ့တူပဲဗာလဲဆိုတော့ညှိနှိုင်းတာလေနော်အဖော်ခေါ်တာတို့ပါတော့လေလောက်ကြရအောင်လောက်ကြစို့ဟုတ်နော် marshall ဟုတ်တယ်မလားအဲ့လိုပုံစံလေးနော်လောက်ကြရအောင်ဆိုတဲ့အိဗယ်ကိုသုံးတယ်အဲ့တော့ there were 9ကလောက်ကြရအောင်သူကကြတော့ကဘယ်လိုပြောမလဲဒီမှာကြည့်ဆိုယောဤစာဆိုဤနော်ဆိုယောဤစာဆိုဤဆိုတော့သူကဘယ်လိုပြောမလဲအားပြင်းတဲ့ဖိတ်ခေါ်မှုဘယ်မှာသုံးလဲဆိုတော့ dance take ယောက်ျားလေးတွေသုံးတယ်ယောက်ျားလေးအများဆုံးသုံးတယ်နော်ယောက်ျားလေးသုံးတာဖြစ်တယ်အဲ့တော့ there were 9ကဘာနဲ့တူလဲ marshall နဲ့တူပဲ there were 9ကဘာနဲ့တူပဲလဲ marshall နဲ့တူပဲအဲ့မှာကြည့်အောင်သူကဘာခင်းနဲ့တွဲမှာလဲ equal ခင်းနဲ့တွဲမယ် equal ခင်းကြားရအောင်နော်အမှဆိုရင် normal တေဝ9ကတောက်ချရအောင်ပေါ့နော် normal တေဝ9ကတောက်ချရအောင်ဆိုတဲ့အိဗယ်အဲ့တော့ကျောဝါတဲ့ oiwai ဒဒီနေ့ကဂုံပြပွဲဖြစ်တယ်တဲ့မင်းနာတဲ့အားလုံးနဲ့ပေါ့နော် normal တေဝ9ကအားလုံးပဲတောက်ချရအောင်တောက်ချစို့ဒီလိုပုံစံမျိုးပြောတာနော်နောက်တစ်ခုယောဂနိုင်
ယောဂနိုင်ဆိုတဲ့အိဗယ်ကိုတော့ဒီမှာတော့ဒီဖို့နီးလမ်းမရှိဘူးလို့ပြောစတဲ့အခါမှာသုံးမယ်နော်အဲ့တော့ဖို့နီးလမ်းမရှိဘူးဘာနဲ့တူတူပဲလဲဆိုတော့ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ဟိုးကနိုင်ဆိုတဲ့အိဗယ်နဲ့အတူတူပဲဟိုးကနိုင်ယောဂနိုင်ကဘာနဲ့တူတူပဲလဲဟိုးကနိုင်နဲ့အတူတူပဲယောဂနိုင်ကဘာနဲ့တူတူပဲလဲဟိုးကနိုင်နဲ့အတူတူပဲဟိုးကနီးလမ်းမရှိဘူးအဲ့တော့ဒီမှာကြည့်အောင်ယောဂနိုင်ဆိုတော့ပြောဖို့နီးလမ်းမရှိဘူးမကြည့်အောင်နန်းတို့အစ်တာလာနော်ကဘယ်လိုပြောရင်အဆင်ပြေဘယ်လိုပြောရင်ကောင်းမလဲဆိုတာတဲ့ယောဂနိုင်ပြောဖို့နီးလမ်းမရှိဘူးတဲ့နော်ပြောနေနီးလမ်းမရှိတော့ပြောနေနီးလမ်းမရှိဘူးတဲ့အဲ့တော့ယောဂနိုင်ပြောဖို့နီးလမ်းမရှိဘူးဟုတ်ပြီနော်အဲ့ဆိုနန်းတို့အစ်တာလာနော်ကယောဂနိုင်ဘယ်လိုပြောရင်ကောင်းလဲဆိုတာကိုပြောဖို့နီးလမ်းမရှိဘူးလို့ပြောတာဖြစ်တယ်နောက်တစ်ခုကကြည့်အောင်ခါနိုယောဒဆိုတဲ့အိဗယ်ကကြည့်အောင်မိတိုင်းနဲ့အတူတူပါပဲသူကကြတော့เนาะမိတိုင်းနဲ့အတူတူပဲမိတိုင်းတားနဲ့အတူတူပဲလို့မှတ်မယ်အဲ့တော့နိုင်တဲ့အီလူခါနိုယောဒဘာနဲ့အတူတူပဲလဲဆိုတော့နိုင်တဲ့အီလူမိတိုင်းတားနဲ့အတူတူပဲငိုနေတယ်လို့ပဲเนาะငိုနေတယ်လို့ပဲဥမာပေးခိုင်းနိုင်ပြောစင်တာเนาะဥမာပေးမယ်နိုင်ရှင်ပြောမယ်ပေါ့နော်ဥမာပေးနိုင်ရှင်ပြောဆိုတဲ့နေရာမှာသုံးတယ်နိုင်တဲ့အီလူခါနိုယောဒနိုင်တဲ့အီလူခါနိုယောဒငိုနေတယ်လို့ပဲအဲ့တော့ခါနိုယောဒရဲ့အဓိပ္ပာယ်ကမိတိုင်းနဲ့အတူတူပဲလို့မှတ်ထားပေးပါခါနိုယောဒငိုနေတယ်လို့ပဲဟုတ်ပြီနော်ဒီမှာဆိုရင်ကြည့်အောင်စိုးကြီးခီကတဲ့ရှင်မာတို့ဆိုတော့ဒီနာယေခန်းနာစပြီဆိုတာနဲ့အမေက40 ဒါစတာဆိုတော့မိုးကရွာချလိုက်တယ်တဲ့မာရုတဲ့အဲ့ဒါဘာပြောချင်တာကပေါ့နော်အဲ့တော့ဆိုရာကကောင်းကင်ကတဲ့နိုင်တဲ့အီလူခါနိုယောဒမိုးချလိုက်တယ်လို့ပဲတဲ့အဲ့မယ်နော်ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကစိုးနီနိုင်နော်စိုးနီနိုင်အဲ့တော့သူကဘာလဲဆိုတော့ပုံမပေါ်ဘူးလုံနိုင်ပုံမပေါ်ဘူးနော်ခါနိုဆဲဝဟီခွိနဲ့တူတူပဲနော်ပုံမပေါ်ဘူးဆိုတဲ့အိဗယ်လုံနိုင်ပုံမပေါ်ဘူးဤခဲနော်ကဲတော့ကြည့်အောင်စိုက်ခင်းနဲ့ရှင်းကောတိုကစုကောခုပေါ့နော်စုကောခုဆိုအရန်အဲ့တော့ခုရပိုင်းမှာတဲ့ရှင်းကောတိုအလောက်ကဆိုလို့ချင်းစုကောခုအစိုးရှိခုတဲ့အလောရှော့အရန်အလောရှော့နေပြီးတော့တဲ့ဒီမှာဆိုကြည့်အောင်ဒိုးစိုးခိုင်နေတဲ့ဤကဆိုနီနိုင်ရောဒိုးစိုးခိုင်ဘာလို့လဲဆိုတော့မသွားနိုင်ဘူးပေါ့နော်သွားနိုင်မဲ့ပုံမပေါ်ဘူးဆိုတဲ့ပုံစံအောင်ပြောတာဖြစ်တယ်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြတော့က5ဘက်မြောက်ရဲ့6ရက်မြောက်နေ့ကိုသွားမှာဖြစ်တယ်6ရက်မြောက်နေ့ကဘာလဲဆိုတော့ noun science တဲ့ရဲ့အဓိပ္ပာယ်ကတဲ့ရဲ့ချိန် noun science တဲ့ရဲ့ချိန်ဆိုတဲ့အဓိပ္ပာယ်တဲ့ရဲ့ချိန်တဲ့အခါဘာနဲ့တူတူပဲလဲဆိုတော့ token နဲ့တူတူပဲသူကဒါပေမဲ့သူကနေ့စဉ်သူကကိစ္စရမှာမသုံးဘူးရန်ဖန်ရန်ခါကိစ္စတွေကိုပြောလုံးမယ်လို့ပြောစတဲ့အခါမျိုးမှာသုံးမယ်နော်အဲ့တော့ဒီမှာကြည့်အောင်မိုးရှိခေါ်မီနီ science တဲ့ရှောက်လွှာတင်တဲ့အခါမိုးရှိခေါ်မီနီ science တဲ့ရှောက်လွှာတင်တဲ့အခါဟုတ်ပြီအဲ့နောက်တစ်ခုဆက်သွားရအောင်နောင်နိမိုတိုဆွေတဲ့နောင်ကိုအခြေခံပြီးနောင်ကိုအခြေပြုပြီးဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင် K ကောက်ခုနိမိုတိုဆွေတဲ့စီမံကိန်းကိုအခြေခံပြီး K ကောက်ခုနိမိုတိုဆွေတဲ့စီမံကိန်းကိုအခြေခံပြီးရမယ်နော်နောက်တစ်ခုကနောင်နိ oz တဲ့ဆိုတာဘာလဲဆိုတော့နောင်လိုအတိုင်းပေါ့နော်နောင်လိုအတိုင်းနောင်ပုံမူတည်ပြီးဆိုတဲ့ပုံစံမျိုးပဲကဲကြည့်အောင်ဒီမှာဆိုရင် history os တဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးဆိုတဲ့ပုံစံပဲပေါ့နော်လိုအပ်ချက်အလိုတိုင်းပေါ်မှာမူတည်ပြီးလိုအပ်ချက်အလိုတိုင်းရမယ်နော်အဲ့တော့ noun ဒီ os တဲ့ noun ရဲ့လိုအပ်ချက်အတိုင်းပေါ့နော်လိုအပ်ချက်အတိုင်း noun ပေါ်မူတည်ပြီးဆိုတဲ့ပုံစံမျိုးပါနောက်ကနေပြီးတော့ဖြည့်ဆည်းဆောင်ရွက်ပေးမှာပါရမယ်နော်ဖြည့်ဆည်းဆောင်ရွက်ပေးမယ်အဲ့တော့ noun ဒီ os တဲ့ noun ဒီ os ဒီ noun ဒီ os တာ nounရမယ်နော်နောင်ရဲ့လိုအပ်ချက်အတိုင်းဆိုတဲ့ပုံစံမျိုးဖြစ်တယ်နောက်တစ်ခုကကြတော့ကနောင်တော့မတ်တိုတဲ့ဆိုတဲ့အဓိပ္ပာယ်ကနောင်ရဲ့အောက်မှာဆိုတဲ့အဓိပ္ပာယ်နောင်ရဲ့အောက်မှာဒီမှာဆိုလို့ရှိရင်အောက်ဆိုတာတော့မတ်တိုတဲ့အပြောင်ကောင်းငင်ကြီးရဲ့အောက်မှာတစုံတစ်ခုရဲ့ဥဆောင်လမ်းညွှန်မှုရဲ့အောက်မှာလို့ပြောစတဲ့အခါမှာဆိုရင် not motto တဲ့ကိုသုံးတယ်လို့မှတ်မယ်နော် not motto တဲ့သုံးတယ်လို့မှတ်မယ်ဒီမှာကြည့်လိုက်ရေမှာဆိုလို့ရှိရင်တိုင်းရော not motto တဲ့နေမင်းကြီးရဲ့အောက်မှာရမယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခန်းမှာအခန်း6ကိုရောက်ပြီနော်အဲ့တော့အခန်း6မှာဆိုလို့ရှိရင်ကျတော့ကဘတ်တဲဤတိုင်းဆိုတာကတဲ့ကတောက်လျှောက်လှုပ်ဖြစ်ဆက်လက်ဖြစ်နေတဲ့ပုံစံဥပမာဂျပန်ကိုရောက်ကနေရတောက်လျှောက်လိုပုံစံမျိုးပါနော်ဂျပန်ကိုရောက်ကနေရတောက်လျှောက်ဒီနေ့စဉ်အိမ်နဲ့ဖုံပြောပြနေတယ်ဒီလိုပုံစံမျိုးတွေပြောတဲ့အခါမှာဆိုရင်ဘတ်တဲဤတိုင်းကိုသုံးတယ်ကတဲ့ကတောက်လျှောက်
နော်တူညီရတယ်ဆက်လက်ဖြစ်နေတယ်ဆိုရယ်ပြောပုံစံမျိုးပြောတာဖြစ်တယ်အဲ့တော့ဘတ်တဲဤတိုင်းဂရေကတောက်လျှောက်ဘတ်တဲဤတိုင်းဂရေကတောက်လျှောက်နေဟိုနေခိတဲဤတိုင်းဂျပန်ကိုလာဂရေကတောက်လျှောက်ဟာဟာနော်လျော်ဒီကိုတာဘဲတဲဤနိုင်အမေအဟင်းကိုမစားအမေချက်တဲ့ဟင်းတွေကိုမစားရတော့ဘူးတဲ့ဟုတ်ပြီနော်ဒါဆိုပါရှိနော်နောက်တစ်ခုကကြည့်အောင်အီဂျောဆိုတဲ့အိဗေကကြတော့ကဘာလဲဆိုလို့ရှိရင်ကြည့်အောင်အီဂျောရဲ့အိဗေကလေလုတ်ပြီဆိုမှတော့ကောင်းအောင်ပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာနော်အီဂျောနော်အီဂျောလုတ်ပြီဆိုမှတော့ကောင်းအောင်ပဲလုပ်မယ်လို့ပြောစတဲ့အခါမျိုးမှာဆိုရင်အီဂျောကိုသုံးတယ်လို့မှတ်မယ်ကဲတော့ဆက်သွားမယ်အီဂျောကရှေ့မှာတင်ငယ်ပြီးတော့ဥယေဝါနဲ့လည်းအတူတူပဲနော်ဥယေဝါလုတ်ပြီဆိုမှတော့ကောင်းအောင်ပဲလုပ်မယ်အီဂျောဥယေဝါလုတ်ပြီဆိုမှတော့ကောင်းအောင်ပဲလုပ်မယ်အဲ့တော့ရှေ့ကန်ကို okay လို့အီဂျောစောင်းမွေးဖြေပြီဆိုမှတော့အီတန်ကိုတူတီတိုင်းအမကောင်းကောင်းလိုချင်တယ်ဟုတ်ပြီနော်အမကောင်းကောင်းလိုချင်တယ်အဲ့ဆောင်းဝတ်ဖြည့်ပြီးဆိုမှတော့အမကောင်းကောင်းပဲလိုချင်တယ်ဆွဲတိတ်ပဲဟုတ်ပြီနော်အီဂျောကဘာနဲ့အတူတူပဲလေရှင်းမှာစာမျက်နှာ62ကဥယေဝါနဲ့အတူတူပဲနော်လုံးပြီးဆိုမှတော့ကောင်းအောင်ပဲလုပ်မယ်ဆွဲတိတ်ပဲဖြစ်တယ်ခါနာနီဝဆွဲတိတ်ပဲရလဲသူကဘာလဲဆိုတော့ရှေ့အပေါ်ကဒီအီဂျောနဲ့ဥယေဝါနဲ့အတိတ်ပဲအတူတူပဲသူကလုံးပြီးဆိုမှတော့ကောင်းအောင်ပဲလုပ်မယ်ဆွဲတိတ်ပဲမဆိုရင်စုတ်ခုကိုရှီတာခါနာနီဝဒီချင်းဆိုထားပြီးဆိုမှတော့နော်မာမိုးတို့ဘေခိတာလိုက်နာတင်တယ်ဟောမှာဂတိပေးပြီးပြီဆိုမှတော့လိုက်နာတင်တယ်ရမယ်နော်ဟုတ်ပြီနောက်တစ်ခုကိုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကအိုရီနီဝါဘတ်တစ်စနယ်ဖောင်အိုရီနီဝါဘတ်တော့ဖောင်အိုရီနီဝါနောင်တော့အိုရီနီဝါ तू ကလည်းတဲ့အချိန်မှာပဲတဲ့အချိန်ပဲ तू ကတဲ့အချိန်တဲ့အခါတန်မရမှာအဲ့လိုပုံစံမျိုးတော့မယ်နော်အဲ့တော့ဒီမှာကြည့်အောင်ရိုင်းနီချီဂျပန်ကိုရောက်တာရိုင်းနီချီဆိုဂျပန်ကိုလာတာဂျပန်ကိုရောက်တာအဲ့တော့ရိုင်းနီချီတော့အိုရီနီဝါဂျပန်ကိုရောက်တဲ့အခါမှာတဲ့ဇဲဟိဆက်ပေါ့နော်ခိုချီယာနီအိုတာချီယော်ရီခရာဆိုင်ရင်ကျေးတောင်းတဲ့ပေါင်ဖောင်ဖြစ်တယ်ဆက်ပေါ့နော်ဒီဘက်ကိုလာလေပါဆိုတဲ့ပုံစံဖြစ်တယ်ရင်ကျေးနဲ့ဖိတ်ခေါ်တာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်6ပန်းမြောင်းလေးရဲ့2ရက်မြောင်းလေးကိုဆက်သွားမယ်2ရက်မြောင်းလေးကကြတော့ကခါရာအီယိုတိုဆိုတဲ့အိဗယ်ကိုကြည့်အောင်ခါရာအီယိုတိုဆိုတဲ့အိဗယ်ကကြတော့ဘာနဲ့တူလဲဆိုတော့ကဥပမာကြည့်အောင်ထားပါတော့ဒီကောင်းစဉ်ကိုဖတ်ကြည့်အောင်ခေယောက်ကုန်းတော့တချီပါဧည့်သည်ရဲ့နေရာခါရာအေယိုတိုဧည့်သည်ရဲ့နေရာကနေပြောရရင်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဧည့်သည်နေရာကနေပြောရရင်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ noun ခါရာအေယိုတို noun နေရာကပြောရရင်နော် noun နေရာကပြောရရင်ဒါမှမဟုတ်ဆိုရင် noun နေရာကကြည့်မယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကြည့်အောင်ဒါဆိုရင်ခေယောက်ကုန်းတော့တချီပါခါရာအေယိုတိုcustomer ရဲ့နေရာဧည့်သည်ရဲ့နေရာကနေပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တဲ့ကိုနိုမီဆဲဝါဒီဆိုင်ရာဆိုလို့ကိုနိုမီဆဲဝါဒီဆိုင်ရာဆိုလို့ရှိရင်အီရီကူချီကဆဲမခုတေဟိုင်ရီနီခွေဆိုတော့ဒီဆိုင်ကဝင်ပေါက်ကကျင်းမြောင်းပြီးတော့ဝင်ဖို့ခတ်တယ်ရှိဒါပေမဲ့လည်းမီဆိုင်ရဲ့ခါဝါခါရာအေးပါဆိုင်ရဲ့ဘက်ကနေပြောရမယ်ဆိုလို့ရှိရင်တော့တဲ့ခန်းဒီရှိရာစုကြီးဆိုတော့ထိမ့်သိမ်းရလွယ်ကူတယ်တဲ့ရမယ်နော်နားလည်းပဲထင်ပါတယ်နောက်ကကြတော့ကနောင်ခါရာဆူရုတိုဆိုတော့နောင်ကနေပြောရရင်ပဲနောင်ကနေလောက်ရမယ်ဆိုရင်နောင်ကနေပြောရမယ်ဆိုရင်ဟုတ်ပြီနော်ဒီမှာကြည့်အောင်ရှောကျောခါရာဆူရုတိုယောဂအရှင်တွေကနေကြည့်ရမယ်ဆိုလို့ရှိရင်တဲ့ရှင်းစွန်းတော့ပြောခိခါမရှိတဲ့မှန်ဆက်နှလုံးယောဂဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့ယောဂရဲ့လက္ခဏာအချင်းတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့နှလုံးယောဂဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောချင်တာဖြစ်တယ်နောက်ကကျတော့နောင်ခါရာစတဲ့နောင်ခါရစတဲ့ဆိုတော့နောင်ကိုကြည့်လိုက်တာနဲ့တင်တိတာဥမာလူတယောက်ရဲ့အမြင်ကိုကြည့်လိုက်တာနဲ့တင်ဒီလိုကဝစားပုံကြည့်လိုက်တာဒီလိုတထေးပဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုခံမှန်းပြီးပြောမှာပဲနော်တိတာတယ်ဆိုတဲ့အိပဲအဲ့တော့ focus ခါရစတဲ့ဝစားပုံကနေကြည့်ရမယ်ဆိုလို့ရှင်အဲ့တော့ခါတွေဝါတဲ့ focus ခါရစတဲ့တဲ့မဆိုရင်ဒါရရှိနိုင်ဆိုတော့ဒီသူဟာတဲ့သူ့ရဲ့ပေါ့သူဟာဆိုလို့ရှင်တဲ့ OSRဝစ်ပုံကနေပြီးတော့ကြည့်ရမယ်အဝစားဝစ်ပုံကတဲ့မသိတတ်ဘူးတဲ့ခိတုကျင်းသေးပေါ့နော်ဟိုကတော့မန်မိုအိုနာစီတာတို့ဒီတခြားတစ်ဖက်မှာလည်းအတူတူပဲသူ့ရဲ့ပုံစံကိုကြည့်ပြီးတော့သူ့ရဲ့ဇယိုက်ကိုဆုံးဖြတ်လိုက်တာသူ့ရဲ့ဝစားပုံကြည့်ပြီးသူ့ရဲ့ဇယိုက်ကိုဆုံးဖြတ်လိုက်တာသူ့ရဲ့ဝစားပုံကဘယ်လိုပြောဘယံမတာနဲ့သူ့ရဲ့အချင်းရတယ်အဲ့လိုပဲနေမှာပဲဒီလိုပုံစံမျိုးအမြင်ကိုခံမှန်းပြီးပြောလူတယောက်ရဲ့ပထမဆုံး in short ပေါ့နော်သူ့ရဲ့အမြင်ကိုပဲကိုကဒီခံမှန်းပြီးပြောဆိုတာမျိုးဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ခါရာမီရိုတိုဆိုတဲ့အိဗေကကနေကြည့်မယ်ဆိုရင်เนาะဒီခန်းကဒီကောင်းစင်လေးရဲ့အကောင်စင်လူရုံးမလေးเนาะ
စင်လူရုံးမလေးတွေပဲအကုန်လုံးစင်တယ်နော်အဲ့တော့ကြည့်မယ်ဆိုရင်ဆိုတဲ့ပဲအဲ့တော့ဂိုင်းကူကူချင်းခါရာမီလိုတော့နိုင်ငံသားဘက်ကနေရာကနေကြည့်မယ်ဆိုရင်ဂိုင်းကူကူချင်းခါရာမီလိုတော့နိုင်ငံသားနေရာကကြည့်မယ်ဆိုလို့ရှိရင်တဲ့နင်ဟွန်းတို့ရှုကန်တွေပါဂျပန်ရဲ့ဒလေထုံးစံတွေဟာတဲ့ဂိုင်းကူကူချင်းခါရာမီလိုတော့နိုင်ငံသားနေရာကနေကြည့်မယ်ဆိုလို့ရှိရင်တဲ့မျောနာမွန်တော့မောအာရုဒါတော့ထူးထူးဘယ်လိုပြောထူးခြားစမ်းပြမှုတွေတဲ့ရှိတယ်ဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်နောက်တစ်ခုကြည့်အောင်တော့အားလုံး Fusuke ကိုသွားမယ် plain form ပေါ့နော် Kara ette နော်နောက်တစ်ခုကကြာ Karate နောက်တစ်ခုက Karate အဲ့တော့ Sukita Karato ette ကြိုက်တယ်လို့ဆိုတိုင်းလေ Sukita Karato ette ကြိုက်တယ်လို့ဆိုတိုင်းလေ Fusuke ပါနော်အားလုံး Fusuke ပဲဘာမှချင်းတဲ့ထူးတယ်မှတ်စရာမရှိဘူးเนาะအဲ့တော့ Sukita Karato ette ကြိုက်တယ်လို့ဆိုတိုင်းပဲ owner ကြီး shock ဝင်ဘက်ကရီတူညီတဲ့အစားအစာကြီးပဲတာဘဲတို့နော်ပါရောခုနိုင်စားတာကြီးကမကောင်းဘူးတဲ့နော်တူညီရဲ့စားစာကြီးကိုပဲနေတိုင်းစားနေတာမကောင်းဘူးလို့ပြောတာဖြစ်တယ်နောက်တစ်ခုကဘတ်တက်ခါရာတဲ့ဘတ်တက်ခါရာတဲ့နိုင်တို့ဆိုတဲ့ပဲဒီအစီအစဉ်တိုင်းမှမဟုတ်ဘူးဆိုရင်လို့ပြောစတဲ့ခါတော့မတုံးတယ်နော်အေးလို့ပြီးမှမဟုတ်ရင်ပြီးလို့မရဘူးဒီလိုပုံစံမျိုးပြောတာဖြစ်တယ်ဘတ်တက်ခါရာတဲ့နိုင်တို့နောက်တစ်ခုကကြတော့နောက်ကဒဲခီနိုင်ဘတ်တက်ခါရာတဲ့နိုင်တို့ဒဲခီနိုင်သူကရှေ့ရတစ်ခုကိုရှေ့ရဘက်ကိုလုံပြီးမှမဟုတ်ဘူးဆိုရင်နောက်ကဘက်ကိုလုံလို့မရဘူးလို့ပြောစတဲ့ခါမျိုးမတုံးတယ်ဒီမှာဆိုလို့ရှိရင်တဲဆဆူဂီစတက်ခါရာတဲ့နိုင်တို့အစီအစဉ်တိုင်းပေါ့နော်အစီအစဉ်တိုင်းမှာ procedure အတိုင်းမှမဟုတ်ဘူးဆိုလို့ရှိရင်တဲ့နော်လုံထုံးလုံနည်းအတိုင်းပေါ့နော်မသွားဘူးဆိုရင်ဆိုတဲ့ပုံစံမျိုးပြောဖြစ်တယ်တူရှော့ခံတော့ဟွန်ဝါတဲ့စာကြည့်တိုက်ကစာအုပ်တွေကတဲ့ဘယ်လိုပြောမလဲဆိုတော့ခါရီလာတဲ့နိုင်ငှားနိုင်မှာမဟုတ်ဘူးရမယ်နော်နောက်ကကျတော့ခါရာနီခါခဲ့တဲ့နောင်ဝမ်ခါရာနောင်တူနီခါခဲ့တဲ့နောင်ဝမ်ကနေနောင်တူအထိခံမှန်းကြည့်မာဒဲနဲ့အတူတူပဲလို့ပြောလို့တော့ရတယ်ဆိုပေမဲ့မတူဘူးမာဒဲကလုံးဝအဆုံးသက်ရှိတယ်ဒီကောင်ကခံမှန်းစီကိုပြောတာဟုတ်ပြီနော်ခံမှန်းစီကိုပြောတာဥပမာပြောရမယ်ဆိုရင်မိုးရသည်ကဆိုလို့ရှိရင်ထားပါတော့မတ်လပေါ့နော်15ရက်လောက်ကနေအောက်တိုဘာလကုန်လောက်ထိဖြစ်တယ်အောက်တိုဘာလကုန်ထိနဲ့မိုးကရွာရင်လည်းမတော့မရွာရင်လည်းမရွာတော့ဒါပေမဲ့မကျင်းသေးဘူးမတိကြဘူးမတရာတိကြတယ်အစရှိရအဆုံးရှိတယ်အဲ့လိုပုံစံမျိုးပြောတာနော်ဟိုကောင်မတိကြဘူးခံမှန်းစီဒီကောင်ကမတိကြဘူးခံမှန်းစီကိုပြောမှာဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်အောင်အဲ့တော့ Nissan နာနန်ခါရာတဲ့ Nissan Q9 နီခါခဲ့တဲ့တို့ရတယ်ဗျာ2009ကနေ2009အထိလို့ပဲပြောလိုက်မယ်နော်2009အထိတောက်လျှောက်ပေါ့2009အထိတောက်လျှောက်ဒါမှဆိုလို့ရှိရင်ကြတော့က Rondoni Sonde Imasta ဆိုတော့လန်တန်မှာနေခဲ့တယ်မကျင်းသေးဘူးနော်တိကျမရှိဘူးကုန်တီထီလည်းမရှိဘူး2009အထိလို့ပဲသူပြောထားတယ်2009ထိဆိုတော့2009 12လပိုင်း31ရက်နေ့ထိလားအဲ့လိုပုံစံမျိုးတွေရှိရပါတော့မတိကျဘူးသူကအဲ့လိုပုံစံမျိုးပြောတာနော်နောက်တစ်ခုကကြတော့ကနောင်နီခါခဲ့တဲ့ဆိုတော့နောင်တဲ့နေရာမှာတော့ဒါမှမဟုတ်ရှင်နောင်တဲ့အပိုင်းမှာတော့အာရှိနိုဟာယာဆာနီခါခဲ့တဲ့ခြေထောက်ရဲ့မြန်ဆန်တဲ့နေရာမှာတော့သူကအတော်ဆုံးဖြစ်တယ်အဲ့လိုပုံစံမျိုးပြောတာနော်ဟုတ်ပြီကဲအဲ့ဆိုတော့နောက်တစ်ခါဆက်သွားရအောင်နောက်တစ်ခါကကြတော့အခု6ဘက်မြောက်ရဲ့4ရက်မြောက်နေ့ဖြစ်လာပါပြီ6ဘက်မြောက်ရဲ့4ရက်မြောက်နေ့ grammar ပေါင်းချုပ်ပြန်လုပ်ပေးနေရဖြစ်ပါတယ်6ဘက်မြောက်ရဲ့4ရက်မြောက်နေ့ကိုသင်နေရဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာတော့နဲ့မြန်မယ်နော်ဆိုတော့ဘာလို့ဆိုတော့အကုန်လုံးတခန်းချင်းစီကတင်ပြီးသားနော်တေချာရှင်းထားတာကြည့်ကြတယ်ဆိုလို့ရှိရင်ဗီဒီယိုတစ်ပုဒ်ချင်းစီမှာခေါင်းစဉ်တစ်ခုချင်းစီနဲ့ရေးထားရနော်အတိအကျရေးထားပေးတယ်အဲ့ဗီဒီယိုတစ်ပုဒ်ချင်းစီကိုပြန်သွားကြည့်နော်ဟုတ်ပြီနောက်တစ်ခုကြောင်ညာလေးဝင်လိုက်အောင်မယ် channel subscribe လေးလုပ်ထားပေးနော် subscribe လုပ်ထားပေးဆက်လက်ကြည့်မယ်ဆိုရင် channel subscribe လုပ်ထားပေးဘာမှလည်းအခါချင်းကိုယူထားတာမရှိဘူးပေါ့နော်ကိုယ့်အရင်ကိုအိမ်မှာနေအေးစင်းနေပြန်ကြည့်လို့ရတယ်နော်ပြန်ကြည့်လို့ရတယ်အားလုံးဗီဒီယိုကလည်းပဲကိုက private လုပ်ထားတာ private public နဲ့လုပ်ထားတာနော် private လုပ်ထားတာမဟုတ်ဘူးအဲ့တော့အချိန်တိုင်းဝင်ကြည့်လို့ရတယ်နော်အဲ့တော့ subscribe လေးလုပ်ထားပြီးတော့ကြည့်ထားပေးနောက်တစ်ခုကအပန်းမကြည့်ဘူးဆိုရင် comment လေးမှာနားလဲတယ်နားမလဲဘူးထောက်ပြစရာလေးရှိရဆိုလို့ဆိုရင်ထောက်ပြပေးပါကိစ္စမရှိဘူးနော်အဲ့တော့ဘယ်ကနေကြည့်နေရဆိုတဲ့ဟာလေးပါရေးထားပေးနော်နောက်တစ်ခုကကျွန်တော်ကတိုကဆိုတဲ့အိဗေကလို့ကြားတယ်မတိကြဘူးသူလည်းခံမှန်းပြောတာ
တစုံတယောက်စီကကြားထားတာကိုသူတခြားရောက်ပြန်ပြောတာမျိုးလည်းဖြစ်လိမ့်မယ်တုတ်ကဆွဲတဲ့ပဲလို့ကြားတယ်ဆွဲတဲ့ပဲသူကဘာနဲ့တူတာလဲဆိုရင်တုတ်ခီတာနဲ့အတူတူပဲတုတ်ခီတာနဲ့အတူတူပဲလို့ကြားခဲ့တယ်အဲ့တော့ဒီမှာကြည့်အောင်ချူရှိတာတုတ်ကဆိုရနာမယ်လို့ကြားတယ်အားလုံး full k ပဲเนาะ full k သူကဘာလဲဆိုတော့အကြားဆုံးနဲ့အတူတူပဲလို့မှတ်ထားเนาะအကြားဆုံးနဲ့အတူတူပဲအကြားဆုံးနဲ့အတူတူပဲလို့ပြောရမလားအကြားဆုံးကလုံးဝတိကျမှုရှိလားကြားသူတိကြားတယ်ဆိုတဲ့ပုံစံမျိုးပဲဒါမှကြည့်အောင်ဒီမှာကြည့်အောင်စိုးတာလေအကြားစိုးထက်တဲ့သူကဘာလဲဆိုတော့တိကျကျနားမလဲတဲ့အခါမျိုးပြောတဲ့အတိတ်ပဲတဲ့နော်အဲ့တော့ကြည့်အောင်အဲ့တော့ချူရှိသားတူကဆိုတော့ရနားမယ်လို့ကြားတယ်မတိကျအောင်နော်အဲ့တော့ခွန်ရနော်တဲ့ဟာနာပိခွန်ရနော်ဟာနာပိတာကြီးခံရောဆိုတော့ဒီညရဲ့မိဘန်းကြည်ပွဲရဆိုလို့ရှိရင်အမယ်တဲ့မိုးကြောင်ကိုလို့အဲ့တော့ချူရှိသားတူကရနားမယ်လို့ကြားတယ်ရမယ်နော်ဟုတ်ပြီအနောက်တစ်ခုဆက်သွားရအောင်မိုက်ဆွဲဒိတ်ပဲအငင်းနော်9နဲ့တူတူပဲလို့မှတ်မယ်နော်မိုက်ဆွဲဒိတ်ပဲအငင်းမိုင်နဲ့9နဲ့တူတူပဲမလုံဘူးဆိုတဲ့ပုံစံမျိုးပဲเนาะဘူးဆိုတဲ့အတူတူပဲအဲ့တော့ဒီမှာဆိုရင်နိတိုတိုအခွန်နိုင်เนาะနှစ်ချိန်မသွားအောင်အဲ့နေအောင်နှစ်ချိန်မသွားအောင်เนาะအဲ့တော့ဒီမှာကြည့်အောင်အန်နာရဲ့ဟီတိုကိုတော့အဲ့လောက်ဒီထူးဆန်းတဲ့နေရာနိတိုတိုနှစ်ချိန်တော့အခွန်မိုင်မသွားအောင်အကာ9နဲ့တူတူပဲเนาะမသွားဘူးဆိုတဲ့ပုံစံမျိုးပဲเนาะဟုတ်ပြီနောက်တစ်ခုကမိုင်ပဲသူကမိုင်ကခုနပြောပြီးသားအငင်း9နဲ့တူတူပဲလို့မှတ်မယ်เนาะဝါကားတို့မိုင်နားလိုက်တာမဟုတ်ဘူးเนาะနားမလဲဘူးဝါကားတို့မိုင်နားမလဲဘူးเนาะဝါကားလာ9နဲ့အတူတူပဲလို့မှတ်မယ်ခါတဲ့နီဝါတဲ့ဝါတာရှင်နိုကီမိုချီsorry တဲ့ခါတဲ့နီဝါဝါတာရှင်နိုကီမိုချီဝါကားလာ9သူအားတဲ့ငါရဲ့စိတ်ကိုနားမလဲဘူးတဲ့အဲ့လိုပုံစံပြောတာเนาะဝါကားတို့မိုင်ဆိုပြီးတော့ဘာမှအနိုင်နဲ့မပါဘူးဆိုအငင်းမဟုတ်ဘူးဆိုပြီးတော့သွားမလုပ်နဲ့เนาะနားလဲတွေဖြစ်နေမယ်เนาะနောက်တစ်ခုကြည့်အောင်ယောဂနော်ဘတ်ယောဂဘတ်မာဘတ် dictionary for mind ကရှေ့ကယောဂ eco k နော် eco k ကဘတ် dictionary for mind ကပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဒီလိုပုံစံမျိုးဖြစ်နေတာတွေးဝင်နေတဲ့ပုံစံမျိုးနော်လုံရင်ကောင်းမလားမလုံရင်ကောင်းမလားအဲ့လိုပုံစံမျိုးပြောချင်တဲ့ခါမှာဆိုရင် eco k ကဘတ် dictionary for ကိုပြောတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင် hanasu က hanasu mind က hanasu က hanasu mind ကပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဟွန်တိုနိုခိုတိုကဒီလိုပြောမလဲဖြစ်ရအမှန်တကယ်ဖြစ်ရကိုပေါ့နော်ဟာနာဆိုကဟာနာဆိုမိုင်းကပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဆိုတော့မာယောတာကဒီဝေဝါးနေတယ်ဆိုပေမဲ့လည်းပဲတဲ့ခက်ကျော်ကုဇမ်ဘူဟာနာစတာနောက်ဆုံးမှာတော့အားလုံးကိုပြောလိုက်တယ်တဲ့ဟုတ်သေးတယ်နောက်တစ်ခုကိုကြည့်အောင်အခန်း6ရဲ့9ရက်မြောက်နေ့ကိုရောက်လာပြီ9ရက်မြောက်နေ့မှာပါလဲဆိုတော့ကအော်ဖူဆိုကေတော့မယ်ဒါပေမဲ့ noun နားကြည့်တယ်ဆိုရင်တော့ now ကိုဖြုတ်မယ်ဒါကိုလည်းဖြုတ်မယ်เนาะနီပေါင်းမယ် noun နီเนาะ noun နီမှာဆို kimate လို့ noun နီ kimate လို့ဆိုတော့ noun မှာကျင်းသေးတယ် noun နီ kimate လို့ noun မှာကျင်းသေးတယ်เนาะကဲအောင်ကြည့်အောင်ဒီမှာဆိုလို့ရှိရင် kasoni kamate လို့ နိုင်မှာကျင်းသေးတယ် kasoni kimate လို့နိုင်မှာကျင်းသေးတယ်အနိုချင်းမှုကတဲ့kasoni kamate လို့နိုင်မှာကျင်းသေးတယ်အဲ့အသင်ကနိုင်မှာကျင်းသေးတယ်ခိတခါဆူတယ်နော်ကျင်းတည်နိုင်မှာကျင်းတည်ပေါနိုင်မှာလို့ပြောတဲ့ခါမျိုးမှာသုံးတာဖြစ်တယ်။နောက်တစ်ခုကကြတော့ကတိုဝါခါဂီရာနိုင်ဖူဆုခေတိုဝါခါဂီရာနိုင်သူကနိုင်မယ်လို့လဲပတ်မှတ်လို့မရဘူးကျင်းတည်မကျင်းတည်ဘူးဆိုတော့မကျင်းတည်တဲ့ပုံစံမျိုးနော်ခါဂီတို့နော်တိုဝါခါဂီတို့ဆိုခါဂီရာနိုင်ဆိုတော့သူကနိုင်မယ်လို့လဲကျင်းတည်လို့ပြော sorry ကျင်းတည်ပါပတ်မှတ်လို့မရဘူးလို့ပြောချင်တဲ့ခါမျိုးမှာသုံးတယ်နော်အဲ့တော့အိုက်တဲ့ကတဲ့ရောအိုက်ချင်းမှုတဲ့အတင်မို့တစ်ဖက်တင်းကတဲ့အားနေတဲ့အတင်ဖြစ်နေတယ်ဆိုပေမဲ့လည်းပဲတဲ့ခန္ဓာရစုကျင်းတေပေါကြီးခောက်စတော့ခါကီးတာနဲ့ကျင်းတေပေါကြီးနိုင်မယ်လို့တော့ပြောလို့မရဘူးတဲ့ရမယ်နော်ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်ယော်ရီဟိုးကနိုင်အဲ့တော့ကြည့်အောင်အင်နိုရူယော်ရီဟိုးကနိုင်ဆိုတော့ဒီမှာတော့ဗာလဲဆိုတော့ယုံမဲရှိတော့တယ်အင်နိုရူဆိုဆူတောင်းယုံမဲရှိတော့တယ်dictionary form เนาะအဲ့တော့ဒီမှာဆိုရင် bad dictionary form ဟိုးကနိုင် bad dictionary form ယော်ဒီဟိုးကနိုင်အဲ့တော့ဆူတောင်းယုံပဲရှိတော့တယ်ပေါ့နော်အဲ့တော့ကြည့်အောင်ဒီမှာဆိုရင် inoru ယော်ဒီဟိုးကနိုင်ဆိုတော့ဆူတောင်းယုံပဲရှိတော့တယ်လို့ပြောတာမျိုးဖြစ်တယ်ဟ
ဟုတ်ပြီကဲအဲ့နောက်တစ်ချောင်းဆက်သွားရအောင်နောက်တစ်ချောင်းကြတော့ကနီဟိုကနာရာနိုင်နော်နောင်နီဟိုကနာရာနိုင်ပဲဖြစ်တယ်တခြားဟာမဟုတ်တော့ဘူးကျင်းတည်တယ်ပေါ့နော်နောင်နီဟိုကနာရာနိုင်ပဲဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဂိုဂါကူစတာနော်အောင်နေဆိုတာကတဲ့ခရဲနော်ဒိုလျောခုနော်ခေကာနီဟိုကနာရာနိုင်သူ့ရဲ့စူးစမ်းအားထုတ်မှုရဲ့ရလက်ပဲဖြစ်တယ်ရမယ်နော်သူအောင်နေဆိုတော့သူစူးစမ်းလို့သူအောင်နေဆိုတဲ့ပုံစံကိုပြောတာပါနောက်တစ်ခုကြည့်အောင်အခန်း6ရဲ့6ရက်မြောက်နေ့ကိုရောက်ပါပြီနောက်တစ်ခုကဝဟာဂျီမဲတဲ့ဆိုတော့ကအစာပြုတ်ပြီးဒါမှဆိုရင်ချူကိုကူကိုဟာဂျီမဲတဲ့ဒီဗာလဲတရုတ်ကိုပေါ့နော်တရုတ်ကိုအစာပြုတ်ပြီးတော့တဲ့အာဂျီယာနော်ခုနီကဒီအာဂျီယာနိုင်ငံတွေပေါ့နော်အာရှနိုင်ငံတွေကတဲ့စန်ကတ်စတာပါဝင်လာခဲ့တယ်နော်ဒါမှဆိုခိုင်းကြီးနေပါတဲ့အစည်းအဝေးမှာဆိုလို့ချင်းတဲ့ချူကိုကူဟာဂျီမဲအဲ့တော့ကျုပ်ကိုဟာဂျီမဲဆိုတော့တရုတ်ကိုအရှိခံပြီးတော့တဲ့အာဂျီယာနော်ခုနီကစန်ကတ်စတာဆိုတော့အာရှနိုင်ငံအသီးသီးကပါဝင်လာခဲ့တယ်တဲ့နောက်ကကြတော့ကနောင်မေကုတဲ့ကဘာနဲ့တူပဲလဲဆိုတော့နေပတ်သက်တာနဲ့ဆိုင်တာအဲ့လိုပုံစံမျိုးပြောတာနော်နောင်နဲ့ဆိုင်တာပေါ့နော်နောင်နဲ့ဆိုင်တာဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကြတော့ကသူဗာလဲကန်ဘိုခိုင်ဆေယိုမေကုတဲ့နော်ကန်ဘိုခိုင်ဆေယိုတဲ့မေကုတဲ့ဆိုတော့ဖွဲ့စည်းပုံပြန်လဲပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးတော့တဲ့နော်နာဂိုင်အာယတအချင်းအတော်အကြာအောင်ပေါ့နော်ဒီမှာဆိုလို့ချင်းရုံဆိုကတဲ့စဆွေးတဲ့တို့ညှင်းခုန်မှုတွေကဆက်လက်ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးပြောတာဖြစ်တယ်နောက်တစ်ခုကနောင်နီအော်ယီတဲ့ဆိုတဲ့အိဗေကသူကဒဲနဲ့တူတူပဲကြောင်းပေါ့နော်နောင်အိုးတဲ့နောင်တဲ့နာဒဲနဲ့တူပဲနော်နောင်တဲ့နဲ့တူတူပဲမှတ်မယ်အဲ့တော့ခေါတိုနီအိုးတဲ့သူပြောတဲ့အိဗေကဘယ်လိုပြောမလဲဒဲနော်ဒဲနဲ့တူတူပဲဆိုတော့ကခေါတိုနီအိုးတဲ့ဒီမှာဆိုလို့ရှိရင်အဲ့တော့ရှမ်ဘိုဂျီယိုမူကတဲ့အိုခိုနာဝါတဲ့တာဆိုတော့သူကတိတ်ပြကြနေရာကိုပဲပြောမှာပါဗောနော်ဒီကောင်ကကြတော့နောင်တဲဆိုတော့နေရာကိုပဲပြောမှာပေါ့အဲ့တော့ခေါတိုမှာဗောနော်ခေါတိုမှာတဲ့ဒီမှာဆိုလို့ရှိရင်ကြတော့ကရှမ်ပိုဂျီယိုမူကပေါ့ဆိုတော့စာဖတ်ချင်းဗောနော်စာလိုက်ဖတ်ချင်းကိုတဲ့အိုခိုနာဝါရဲတာဆိုကျင်းပခဲ့တယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီမှာကကြတော့နောင်နီအိုဤတဲဆိုတာနေရာကိုပြောတဲ့အခါမျိုးမှာသုံးမယ်ဆိုတဲ့ပုံစံမျိုးနော်သူကလည်းဒီမှာရှင်းပြထားပါတယ်နောင်ကဘတ်ရှော့နောင်ကနေရာဖြစ်ရမယ်ဗောနော်နေရာဖြစ်ရမယ်အဲ့ဒီမှာဆိုရင်ခေါတိုနီအိုဤတဲဆိုတော့ခေါတိုမှာလို့ဘာသာပြန်လိုက်မယ်ခေါတိုနီအိုဤတဲခေါတိုမှာရမယ်နော်နောက်တစ်ခုကကြတော့ကနောင်နီတဲ့ဆိုတာနောင်မှာနောင်အားဖြစ်ဆိုတဲ့ပုံစံဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ခင်းချီနော်ဂန်ချီနေတဲ့ဆိုတော့တကယ်နေရာမှာတဲ့ခိုင်းဆောင်တို့နာဒီမှာလူစုခွဲဖို့ဖြစ်လာတယ်နော်ခိုင်းဆောင်တို့နာဒီမှာဆိုလူစုခွဲဖို့ဖြစ်လာတယ်တဲ့နော်ဟုတ်ပြီကြည့်ကြအောင်နောက်တစ်ခုကကြာ9ပတ်မြောင်းလေးကိုဆက်သွားမယ်9ပတ်မြောင်းလေးမှာပါ9ပတ်မြောင်းလေးမှာဆိုရင်နောက်တစ်ခုကကြာတော့ကနောင်မိုခါမာဝါစုဆိုတော့နောင်ကိုတော့ဂယုမဆိုင်ပဲနောင်ကိုတော့ဂယုမဆိုင်ပဲနောင်မိုခါမာဝါစုနောင်ကိုတော့ဂယုမဆိုင်ပဲခါနိုကျော်ကဟိတုံမဲမိုခါမာဝါစုကောင်မလေးကလူတွေရဲ့အမြင်ကိုတော့မှဂယုမဆိုင်ပဲခေါ်သုံးမွန်တော့ရောနေခလေးတယောက်လိုပဲနာယီတငိုလိုက်တယ်ငိုခဲ့တယ်ပေါ့နော်ခလေးတယောက်လိုပဲငိုခဲ့တယ်တဲ့နော်ဟီတိုမဲမိုခါမာဝါစုလူတွေရဲ့အမြင်ကိုတော့ဂယုမဆိုင်ပဲဟီတိုမဲမိုခါမာဝါစုလူတွေရဲ့အမြင်ကိုတော့ဂယုမဆိုင်ပဲနောင်မိုခါမာဝါစုနောက်ကကြတော့ကခါကာဝါရာစုတော့ဗာလဲဆိုတော့နောင်နီမိုခါကာဝါရာစု bad plane eacitic plane နော် eacitic plane နား eacitic ဆိုလို့ရှိရင်နားကိုဖြုတ်ဓာတ်ကိုဖြုတ်မယ်နောင်ဆိုလို့ရှိရင်လည်းဓာတ်ကိုဖြုတ်မယ်နီမိုအဲ့တော့နီမိုခါကာဝါရာစုဆိုတဲ့ဒီဘက်ကတောင်မှပေမဲ့ပေါ့နော်နော်နီးနဲ့အတူတူပဲမိုးရွာနေအမှဆိုရင်အမယ်နီမိုကာကာဝါရာစုမိုးရွာနေပေမဲ့နော်ဟုတ်ပြီနော်အမယ်နီမိုကာကာဝါရာစုမိုးရွာနေပေမဲ့အိုးစိန်နော်ဟီတိုဘီတိုကများပြားတဲ့လူတွေကပေါ့နော်အာစမတ်တာဆိုတော့စူဝေးခဲ့တယ်ပေါ့နော်စ
ဇူဝေးခဲ့တယ်ရမယ်နော်အဲ့တော့ noun နီခါကာဝါရာစု noun နီsorry bad dictionary form ဘနိုင်နီခါကာဝါရာစု bad dictionary form ဘနိုင်ဘယ်ဆိုဘနိုင် form ဆိုတော့လာဘူးဆွဲပုံစံပေါ့နော်လာရဲ့ဘူးရဲ့နော်အဲ့တော့တွားကြည့်အောင်အဲ့တော့ဒီအပေါ်ကခေါင်းစဉ်တစ်ခုနှစ်ဖက်ကြည့်မယ်ခုရုခိုနိုင်နီခါကာဝါရာစုလာဖြစ်ဖြစ်မလာဖြစ်ဖြစ်လာမလာပေါ့နော်လာဖြစ်ဖြစ်မလာဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးနော်လာဖြစ်ဖြစ်မလာဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးဒီမှာကြည့်အောင်ခိုရုခိုနိုင်နိခါကဝါရစုလာဖြစ်ဖြစ်မလာဖြစ်ဖြစ်ရန်နာခုခူရာဆိုင်ရန်နာခုခူရာဆိုင်ဆိုတော့ဆက်တွေပါအဲ့တော့ခိုရုခိုနိုင်နိခါကဝါရစုလာဖြစ်ဖြစ်မလာဖြစ်ဖြစ်ဗာလဲရန်နာခုခူရာဆိုင်ဆက်တွေပါရမယ်နော်နောက်တစ်ခုကိုဆက်သွားရအောင်နောင်တိုဝါစုဆိုတဲ့အဓိပ္ပာယ်ဟာဘာနဲ့တူတူပဲလဲဆိုတော့ခန်းခေနာခုတဲ့ခန်းခေနာခုဆိုတဲ့အဓိပ္ပာယ်ကပတ်သက်မှုမရှိဘူးတဲ့နော်အဓိပ္ပာယ်ကဘာနဲ့တူတူပဲလဲဆိုတော့နီခန်းခေနာခုဆိုတော့ပတ်သက်မှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နန်းရိနီတိုဝါစုဆိုတော့အသက်အရွယ်တတ်မှတ်မထားဘူးပေါ့နော်အသက်အရွယ်နဲ့မသက်ဆိုင်ဘူးအဲ့တော့အသက်အရွယ်မရွေးလို့ဘာသာပြန်လိုက်မယ်နော်အသက်အရွယ်မရွေးအဲ့တော့နန်းရိဝိုးတဲ့တိုဝါစုနာရီယိုတိုဝါစုဆိုတဲ့အဓိပ္ပာယ်အသက်အရွယ်မရွေးအိုခုနိုဟီတိုဘီတိုကအဆောမတာဆိုတော့လူအများကြီးကစုဝေးလာခဲ့တယ်ရမယ်နော်အဲ့တော့9လပိုင်းsorry 9ပတ်မြောက်ရဲ့တရက်မြောက်နေ့ပါနောက်တစ်ခုဆက်သွားမယ်9ပတ်မြောက်နေ့ရဲ့2ရက်မြောက်နေ့ပါယာရနောင်ယာရအေယာရဘီယာရပေါ့နော်တို့တွေးဒီလိုပုံစံမျိုးပြောတာပါစုခုရဲ့တော့ဥယေဝစုခုရဲ့တော့ဥယေဝဆိုတော့စကွဲကုံရဲ့အပေါ်မှာဟောင်းယာရစာအုပ်တွေနိုးတူယာရနောက်ပုတ်တွေနဲ့ပေါ့နော်နောက်တွေနဲ့တဲ့ယာရတဲ့ပေါ့နော်အပိုင်းအတဆိုတော့ဘာလဲဆိုတော့ပြည့်နေတယ်နော်ပြည့်နေတယ်ဆိုတဲ့ပုံစံမျိုးပြောတာဖြစ်တယ်ယာရတွေနောက်တစ်ခုကကျတော့ကနောင်နိစုခဲI'm sorry A နိစုခဲ A B နိစုခဲပေါ့နော်နိစုခဲဆိုတော့ဖြစ်လို့ဘာသာပြန်လိုက်မယ်ဒီမှာဆိုရင်မီရူနိစုခဲတဲ့ခိခုနိစုခဲတဲ့ကြည့်ရင်ပဲဖြစ်နားထောင်ရင်ပဲဖြစ်မီရူနိစုခဲတဲ့ခိခုနိစုခဲတဲ့ကြည့်ရင်ပဲဖြစ်နားထောင်ရင်ပဲဖြစ်အဲ့တော့ဒီစာကြောင်းကိုကြည့်ခြင်းအဖြစ်ရှေ့က A နဲ့ B ဒီနောင်နေရနောင်မဟုတ်ဘူး sorry dictionary form တွေဖြစ်ရမယ်နော် dictionary form တွေဖြစ်ရမယ်ဟုတ်ပြီနော်အဲ့တော့မီဒူနိစုခဲတဲ့ခိခုနိစုခဲတဲ့ကြည့်ရင်ပဲဖြစ်နားထောင်ရင်ပဲဖြစ်ရမယ်နော်နောက်တစ်ခုကကျတော့ကနောင်နိရှိတော့ sorry ရှေ့က A နိရှိတော့ B နိရှိတော့ဖြစ်ပဲเนาะဖြစ်ဘယ်လိုဘာသာပြန်လိုက်မယ်အဲ့တော့ iku နဲ့ရှိတော့ ikanai နဲ့ရှိတော့သွားရင်ပဲဖြစ်မသွားရင်ပဲဖြစ်အဲ့တော့ iku နဲ့ရှိတော့ ikanai နဲ့ရှိတော့သွားရင်ပဲဖြစ်မသွားရင်ပဲဖြစ် rana kushite kudasai ဆက်တော်ရပါရမှာเนาะနောက်တစ်ခုကြည့်အောင်နောင်မို့ဘဘနောင်တူမို့ဘရူတဲ့เนาะအဲ့တော့ကြည့်အောင်သူ့ရဲ့အဓိပ္ပာယ်ကကြတော့ကစာလဲလေးနာနိုင်တယ်လို့အားကစားလုပ်နိုင်တယ်เนาะအဲ့လိုပုံစံမျိုးပြောတာပါကဲအဲ့တော့ကြည့်အောင်ဘန်ကျိုမို့တေခိတယ်ပါဆိုတော့သူကလေးစားလဲပဲတဲ့လုံနိုင်မယ်ဆိုရင် sports မို့အားကစားလဲပဲတေခိလို့လုံနိုင်တယ်အဲ့တော့သူကဘာလဲဆိုတော့စာလဲလေးလာနိုင်တယ်လို့အားကစားလုံနိုင်တယ်လို့ပြောတာမျိုးဖြစ်တယ်အဲ့တော့ခါတွေကသူဟာဆိုလို့ရှိရင်ဘန်ကျိုမို့တေခိတယ်ပါ sports မို့တေခိလို့သူဟာဆိုလို့ရှိရင်အားကစားလုံနိုင်တယ်လို့sorry စာလဲလုံနိုင်တယ်လို့အားကစားလုံနိုင်တယ်စာလဲတော်တယ်လို့အားကစားလဲလုံနိုင်တယ်လို့ပြောတာမျိုးဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုက9ပတ်မြောက်နေ့ရဲ့3ရက်မြောက်နေ့ကိုသွားမယ်နော်နည်းနည်းတော့မြန်မယ်နော်ဒီ grammar ပေါင်းချုပ်ကြီးတစ်ခုကိုကြည့်ပြီးတော့နားမလဲမှာမဟုတ်ဘူးနားလဲမယ်လို့တော့ထင်တယ်ဒါမှမဟုတ်တော့နားမလဲတာရှိရဆိုလို့ရှိရင်တပုတ်ချင်းစီကိုအသေးစိတ်ရှင်းထားတာရှိရနော်အသေးစိတ်ရှင်းတာရှိရ10မိနစ်အထက်13မိနစ်14မိနစ်လောက်ကိုတပုတ်ဒီတခန်းကိုရှင်းထားတာမျိုးရှိရနော်အဲ့တော့ title နဲ့ကိုယ့်အောင်သေချာလေးပြန်ကြည့်နော် channel ကို subscribe လုပ်ထားပြီးတော့တပုတ်ချင်းစီဝင်ကြည့်နော်နောက်တစ်ခုကကျွန်တော်ကမိုနိုဒါဆိုတဲ့အဓိပ္ပာယ်က dash နဲ့တူတူပဲဒါနဲ့တူတူပဲကွာ dash တို့ဒါတို့နဲ့တူတူပဲဖြစ်တယ်သူအခြေခံသဘောတရားတွေပြောစတဲ့ခါမှာတော့မယ်မိုနိုဒါဆိုတဲ့အဓိပ္ပာယ်ခုဆိုရီဝနိကာယမိုနိုဒါစေးခါတယ်တဲ့စေးကခါမှာပဲတဲ့ဗောနော်အဲ့လိုပုံစံမျိုးပြောပြနော်နာဆိုကအာဆွေဒက်ပေါ့အဲ့လိုပုံစံမျိုးအာစိမိုနိုဒါအဲ့တော့နွေရသည်ပုံမှာပဲဒီလိုပုံစံမျိုးပြောပြတယ်နော်အဲ့တော့ခုဆိုရီဝနိကာယမိုနိုဒါစေးကခါမှာပဲတဲ့အခြေခံသဘောတရားတွေပြောတာမျိုးဖြစ်တယ်လို့မှတ်မယ်နော်မိုနိုဒေဝနိုင်ဆိုတဲ့အဓိပ္ပာယ်ကမလုတ်တင်ဘူးစုရုမိုနိုဒေဝနိုင်ဆိုတဲ့အဓိပ္ပာယ်ကမလုတ်တင်ဘူးလို့ပြောတာမျိုးဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျတော့ကစုဘဲခိဒေဝနိုင်နဲ့အတူတူပဲ
စာမျက်နှာ80မှာသင်ခဲ့ပြီးသားစုဘဲကီဒေဝါနိုင်မတင်ဘယ်လိုမတင်ဘူးပေါ့နော်မတင်ဘူးမလုတ်တင်ဘူးလို့ပြောရဖြစ်တယ်အဲ့တော့မဲလူရယ်နော်ဟီတိုနေအထက်လူကြီးအပေါ်မှာတဲ့စွန်နာအီခတ်တာကိုဒီလိုအဲ့ဒီလိုမျိုးစကားပြောပုံကိုစုလို့မွန်တို့ဒေဝါနိုင်မပြောတင်ဘူးဟုတ်ပြီနော်မွန်တို့ဒေဝါနိုင်ဆိုတဲ့အိဗေကမလုတ်တင်ဘူးလို့ပြောရဖြစ်တယ်တိုယုမွန်တို့ဒါတိုယုမွန်တို့ဒါဆိုတဲ့အိဗေကမူဂျီတိုယုမွန်တို့ဒါဆိုတဲ့အိဗေက des နဲ့အတူတူပါပဲ des နဲ့အတူတူပဲလို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ကဲတော့ကြည့်အောင်အဲ့တော့ကျောချူနေတဲ့ခိုရဲကိုဇမ်ဘူးအိုဝါတဲ့sorry အိုဝါရာဆဲလို့နော်ဆိုတော့ဒီတနေ့အတွင်းမှာတဲ့အဲ့ဓာတွေအားလုံးကိုအပီးအောင်လုပ်နိုင်ဖို့ဆိုတာကမိုနီတိုယူမိုနိုဒက်မဖြစ်နိုင်ဘူးတဲ့နော်မဖြစ်နိုင်ဘူးလို့ပြောရမျိုးဖြစ်တယ်နော်အဲ့တော့တိုယူမိုနိုဒါဆိုတဲ့အိဗေကဘာလဲဆိုတော့ဒီမဖြစ်နိုင်ဘူးပဲဖြစ်တယ်ဆိုတော့လို့ဖြစ်တယ်ဆိုတော့ des နဲ့အတူတူပဲလို့မှတ်ထားပေးနော် des နဲ့အတူတူပဲနောက်တစ်ခုကကြတော့ကမိုနိုကာဆိုတဲ့အိဗေကဘတ်စရာလားဆိုတဲ့အိဗေအီကူမိုနိုကာသွားစရာလားအဲ့တော့အန်နာမီဆဲအဲ့ဒီလိုဆိုင်ကိုတဲ့နီတိုတိုအီကူမိုနိုကာနှစ်ကြိမ်သွားစရာလားနီတိုတိုအီကူမိုနိုကာနှစ်ကြိမ်သွားစရာလားအဲ့လိုမျိုးဆိုင်ကိုနှစ်ကြိမ်သွားစရာလားလိုပုံစံမျိုးပြောတဲ့အခါမျိုးမှာမိုနိုကာကိုသုံးတယ်ရမယ်ထင်ပါတယ်ဟုတ်ပြီကဲအဲ့တော့နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကနောင်ကိုချူရှင်နိနောင်ကိုဗဟိုပြုပြီးနောင်ကိုချူရှင်နိနောင်ကိုဗဟိုပြုပြီးဒီမှာဆိုလို့ရှိရင်တိုကျိုကိုချူရှင်နိတိုကျိုကိုဗဟိုပြုပြီးတိုကျိုကိုချူရှင်နိတိုကျိုကိုဗဟိုပြုပြီးတော့တဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကခန်ဒိုချီဟိုဝါဆိုတော့ခန်ဒိုဒေတာမှာဆိုလို့ရှိရင်တိုင်ဖုန်းတော့အေးကျော်တဲ့တိုင်ဖုန်းဘယ်လိုပြောတိုင်ဖုန်းမုန်တိုင်းရဲ့တက်ရောက်မှုကြောင့်တဲ့ခါစဲကဆွေခုနတ်တဲ့အီမာစုဒီလေကတဲ့ဘယ်လိုပြောမလဲပြင်းထန်လာနေတယ်တဲ့နော်အဲ့တော့ဘာကိုဗဟိုပြုမှာလဲတခုခုဘနောင်းကိုချူရှင်နေဆိုတော့နောင်းကိုဗဟိုပြုပြီးနောက်မှဆက်လက်ဖြစ်လာမယ်နော်ဟုတ်ပြီအဲ့နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကနောင်းခုံမဲတဲ့ဆိုတဲ့အိဗေကဒီဘယ်လိုပြောရမလဲစိတ်နှစ်ပြီးဆိုတဲ့ပုံစံမျိုးပြောတာနော်နောင်ကိုကွန်မန့်တဲ့ဆိုတဲ့အိဗေကစိတ်နှစ်ပြီးဆိုတော့ဒီမှာကြည့်အောင်ခန်းရှာနိုခိမိုချီကိုကွန်မန့်တဲ့နော်ခန်းရှာနိုခိမိုချီကိုကွန်မန့်တဲ့ဘာဆိုလို့ရှိရင်ကြတော့ကအန်ဒါမာဖရာဒါတော်ရိဘေကခန်းချရဲ့အိဗေကကျေးဇူးတင်တာအဲ့တော့ကျေးဇူးတင်ဆိုမျိုးစမ်းအဲ့တော့ခန်းရှာနိုခိမိုချီကိုကွန်မန့်တဲ့ဆိုတော့ကျေးဇူးတင်စိတ်အပြည့်ဖြစ်ဟုတ်ပြီနော်ကျေးဇူးတင်စိတ်အပြည့်ဖြစ်ဒီမှာဆိုလို့ရှိရင်အန်ဒါဆိုတော့ထိုးခဲ့တဲ့မာဖလာဖြစ်တယ်တဲ့ကွန်မန့်တဲ့ဆိုတာစိတ်နှစ်ပြီးတော့ဆိုတဲ့ပုံစံမျိုးပြောတာဖြစ်တယ်နော်အဲ့တော့ခိမိုချီကိုအီရဲတဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲနောက်တစ်ခုကကျတော့နောင်ကိုစူးကြည့်တဲ့ဆိုတဲ့အဓိပ္ပာယ်ကနောင်တစ်လျှောက်လုံးဆိုတဲ့အဓိပ္ပာယ်နော်ဒီမှာဆိုလို့ရှိရင်ကျတော့ကယူချင်းကိုစူးကြည့်တဲ့တစ်လျှောက်လုံးဒါမှမဟုတ်ကနေတစ်ဆင့်လို့ပြောရမယ်နော်အဲ့တော့အရင်တငယ်ချင်းစီကနေတစ်ဆင့်နဲ့ခတဲ့သူစီရီအာတာသူနဲ့တီ join နေတယ်ပြီးခဲ့တယ်ဆိုတဲ့ပုံစံမျိုးနော်အဲ့တော့ဒီမှာဆိုရင်ယူချင်းကိုစူးတဲ့တငယ်ချင်းစီကနေပြီးတော့ခတဲ့သူစီရီအာဆိုတော့သူနဲ့တီ join ခဲ့တယ်နောက်တစ်ခုဆက်သွားရအောင်တာယောရီနိနော်နောင်ကိုတာယောရီနိဆိုတဲ့အဓိပ္ပာယ်ကိုကြည့်အောင်နောင်ကိုတာယောရီနိနောင်ရဲ့အကူအညီနော်နောင်ရဲ့အကူအညီဖြစ်နော်နောင်ရဲ့အကူအညီဖြစ်ဘာနဲ့တူတူပဲလဲဆိုကြည့်အောင်သူကကြာနိတာစုခဲတာတဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲအကူအညီဖြစ်ဆိုတဲ့အဓိပ္ပာယ်နော်အကူအညီပေးမှုဖြစ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ချီဆူကိုတဲ့တာယောရီနိဆိုမြေပုံရဲ့အကူအညီဖြစ်အဲဒီမှာကြည့်အောင်တိုမိုတာချင်းနိအိုရှီယက်တဲ့မိုရာတာရဲဆုတိုရန်နီအတတငယ်ချင်းစီကနေပြီးတော့ဘယ်လိုပြောမလဲမိတ်ဆက်ပေးခဲ့တဲ့စားသောက်ဆိုင်ကိုတွားခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်မိတ်ဆက်ပေးခဲ့တဲ့စားသောက်ဆိုင်ကိုတွားခဲ့တယ်ဆိုတဲ့ပုံစံကိုပြောတာဖြစ်တယ်တငယ်ချင်းပြောပြပေးခဲ့တဲ့ဆိုင်ပေါ့အဲ့လိုပုံစံမျိုးပြောတာနော်ညီပုံကြည့်ပြီးသွားတာကွာတငယ်ချင်းဒီဆိုင်ကောင်းတယ်ဟုတ်ပြီနော်အဲ့နဲ့အဲ့ဆန်ကိုမြေပုံမှာကြည့်ပြီးတော့သွားတယ်မြေပုံရဲ့အကူအညီနဲ့လို့ပြောတာဖြစ်တယ်နော်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြတော့က bad dictionary form
Osorega Aru နော် Osorega Aru ဆိုတော့ British နိုင် from Osorega Aru သူကဘာနဲ့တူလဲဆိုတော့နိုင်ခြေများတယ်ဖြစ်နိုင်ခြေရှိတယ်နော်ဖြစ်နိုင်ခြေရှိတယ်နော်ဒါပေမဲ့သူကမကောင်းတဲ့ဘက်ကိုသွားမယ်နော်မကောင်းတဲ့ဘက်ကိုသွားမယ်ကြည့်အောင်သူနဲ့ပြောဆိုလို့ရှိရင်ကြတော့ကတာအိုရဲတာရီဆူရူမွန်ဆူရူတာအိုရဲတာရီဆူရူအိုဆိုရဲကအာရူဆိုတော့သူပြောတဲ့အဓိပ္ပာယ်ကပြိုကျနိုင်ခြေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပျက်စီးနိုင်ခြေရှိတယ်အဲ့တော့ကြီးရှင်တော့ဆိုင်နေပါတဲ့ကြီးရှင်တော့ဆိုင်နေပါငလင်နှုတ်တဲ့အခါမှာဆိုလို့ရှိရင်မာတိုကိုရာဆူကခေါ်ရတဲ့တာရီဗရင်းပေါက်တွေကကွဲတာတွေနောက်ခါဘေးကတာအိုရဲတာရီဆူရူအိုဆိုရဲကအာရူဆိုတော့ဒီနေရန်တွေကပြိုကျတာတွေဖြစ်ကောင်းဖြစ်နိုင်တယ်ရမယ်နော်ဟုတ်ပြီနောက်တစ်ခုကမိုနိုကအာရုစရာယီမိုနိုကအာရုဆိုတော့မိုနိုကအာရုဆိုတဲ့အဓိပ္ပာယ်ကလေခံကြည့်တာလေဒီမှာတူပဲခံစားရတာခံစားရတယ်တလို့ခံစားရတယ်မိုနိုကအာရုကတလို့ခံစားရတယ်ပြောချင်တဲ့ခါမှာသုံးတယ်စရာယီမိုနိုကအာရုပင်မတလို့ခံစားရတယ်စရာယီမိုနိုကအာရုပင်မတလို့ခံစားရတယ်ရမယ်နော်ဟုတ်ပြီနောက်တစ်ခုသွားရအောင်နောက်တစ်ခုကကြတော့ကဒီမှာဆိုလို့ရှိရင်ဘတ်ဘာနောက်တစ်ခုကတိုယူမိုနိုဒေဝနိုင်အဲ့တော့ဒီကောင်ကြီးကရှေ့တယ်ကြည့်အောင်ဘယ်လိုပြောရင်ကောင်းမလဲကြည့်အောင်ဒီမှာဆိုလို့ရှိရင်အိုးခဲတယ်ဗျနော်အီတိုယူမိုနိုဒေမိုနိုင်အဲ့တော့ကြီးတယ်ဆိုတိုင်းလည်းကောင်းတယ်လို့သတ်မှတ်လို့မရဘူးနော်ကြီးတယ်ဆိုတိုင်းလည်းကောင်းတယ်လို့သတ်မှတ်လို့မရဘူးနန်းတင်းမို့တဲ့ဘာမဆိုအိုးခဲတယ်ဗျအီတိုယူမိုနိုဒေမိုနိုင်အဲ့တော့ဘာမဆိုကြီးတယ်ဆိုတိုင်းလည်းပဲကောင်းတယ်လို့သတ်မှတ်လို့မရဘူးတဲ့ရမယ်နော်နောက်တစ်ခုဆက်သွားရအောင်ဒိုနီကာတဲ့နာရာနိုင်မိုနိုကာဒိုနီကာနာရာနိုင်မိုနိုကာအဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုရယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုရယ်ပုံစံမျိုးပြောဖြစ်တယ်စိုက်ခင်တဲ့အခုတလုံးမှာဆိုလို့ရှိရင်ဟန်နာထူးဆန်းတဲ့မဲရူကနာတက်ဆန်ခုလို့ပေါ့နော်ထူးဆန်းတဲ့မဲတွေတဲ့တောက်လျှောက်လာနေတယ်အများကြီးလာနေတယ်ပေါ့နော်အဲ့တော့ဒိုနီကာနာရာဘယ်လိုလုပ်မယ်ဆိုလို့ရှိရင်တဲ့ဒိုနီကာနာရာနိုင်မိုနိုကာ sorry ဒိုနီကာနာရာနိုင်မိုနိုကာဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးတဲ့အဲ့မနော်ဒုက္ခတွေ့အခက်တွေ့နေတဲ့အခြေအနေကိုပြောရနော်အခက်တွေ့နေတဲ့အခြေအနေပါဟုတ်ပြီနောက်တစ်ခု9ပတ်မြောင်းနေ့ရဲ့6ရက်မြောင်းနေ့ပါ9ပတ်မြောင်းနေ့ရဲ့6ရက်မြောင်းနေ့ကိုတွားရအောင်9ပတ်မြောင်းနေ့6ရက်မြောင်းနေ့မှာဆိုလို့ရှိရင်ကြတော့ကနောင်ကိုမွတ်တော်နေ့နောင်မွတ်တော်နေ့ဆိုတဲ့အိဗေကနောင်ကိုအခြေခံပြီးနောင်ကိုမွတ်တော်နေ့နောင်ကိုအခြေခံပြီးအဲ့တော့ကြည့်အောင်ဒီမှာဆိုရင်ရှင်းကြီးဆိုမွတ်တော်နေ့အမှန်တရားကိုအခြေခံပြီးခုနရှောဆက်ဆိုကရှင်းကြီးဆိုမွတ်တော်နေ့sorry ကြီးဆိုမို့တော်နီဆိုတော့ဒီဝတ္ထုဟာဆိုလို့ရှိရင်အမှန်တရားကိုအခြေခံပြီးတော့ခခရဲတရေးထားတာတဲ့နော်ခခရဲတရေးထားတာဟုတ်ပြီနော်အမှန်တရားကိုအခြေခံပြီးနော်နောက်တစ်ခုကကြတော့ကနောင်နီစခိဆိုတဲ့အိဗေကဖြစ်သောကြောင့်တာမယ်အတွက်ဆွဲတဲ့အိဗေနော်နောင်အတွက်ပေါ့အဲ့လိုပုံစံမျိုးပြောဖြစ်တယ်ခိုနိုခိခိုင်ပါတဲ့တာတာပေါ့နော်တာတာတဲ့အီမာတဲ့ချောစိတ်ချုံးနေစခိဒီဆက်ကဆိုလို့ရှိရင်တဲ့အခုပေါ့နော်ထိမ့်သိမ့်နေစေပြုပြင်နေစေထိမ့်သိမ့်နေစေဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့ဂေါရှီယောနာရဲမဆက်အတုံးမပြုတ်နိုင်ဘူးဟုတ်ပြီနော်အတုံးမပြုတ်နိုင်ဘူးထိမ့်သိမ့်နေတာဖြစ်တဲ့အတွက်ကြောင့်ထိမ့်သိမ့်နေစေဖြစ်တဲ့အတွက်ကြောင့်အတုံးပြုတ်လို့မရဘူးဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်နောင်ခိခခဲနီဆိုတော့ဒီဘယ်လိုပြောမလဲနောင်ရဲ့အကြောင်းရင်းကြောင့်ဆိုတဲ့ပုံစံမျိုးပါနော်နောင်ရဲ့အကြောင်းရင်းကြောင့်ဒီမှာဆိုလို့ရှိရင်ဒိုင်းကောက်ခု sorry ဒိုင်းကောက်ခုနျူကောက်ခုပေါ့နော်ဒိုင်းကောက်ခုနျူကောက်ခုကိုတဲ့ခိခခဲနီဟီခိုဆူဒီဘယ်လိုပြောမလဲတက္ကသိုလ်ကျောင်းတက်တာကိုအကြောင်းပြုပြီးတော့ပေါ့နော်ပြောင်းရွှေ့ခဲ့တာတဲ့တက္ကသိုလ်တက်ဖို့အကြောင်းပြုပြီးတော့ပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုပြောဖြစ်တယ်ရမယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားရအောင်မြန်မယ်နော်နည်းနည်းတော့မြန်မယ်နော်ဒါတထိုင်ထဲမှာဒါကိုသင်နေရဆိုတော့ကျွန်တော်နဲ့ပင်မန်းနေအပေါက်နေပြီနော်ပြောရတာလေမဟုတ်ရင်မတင်ဖြစ်ဘူးသိလားမလားစာအုပ်ကလည်းကင်ဖြစ်မှတင်ဖြစ်တဲ့အနေအထားမှာရှိနေရအခုချိန်နေရနေနော်အဲ့တော့ noun တော့ sign နေဆိုတဲ့အဓိပ္ပာယ်က noun တဲ့အချိန်ပဲအဲ့တော့ you can တော့ sign နေစောင်းဝဲဖြည့်တဲ့အခါမှာတဲ့အဲ့လိုပြောမှာစောင်းဝဲဖြည့်တဲ့အခါမှာဆိုလို့ရှိရင်တဲ့ရှာရှင်ကဟစ်ဆိုရောတာဆိုဓာတ်ပုံကလိုအပ်တယ်ဒါအဲ့ဒါတိတ်မမြင်တာအောက်ကကြည့်မိုးရှိခွန်တာဆိုင်
6လွာတင်တဲ့အခါမှာဆိုလို့ရှိရင်တဲ့ဂျူရှောတဲ့မာစီကာတဲ့ခတ်တဲ့ရှင်မာတာ6လွာတင်တဲ့အခါမှာဆိုရင်လိပ်စာကိုမှားပြီးတော့ရေးခဲ့တယ်မှားပြီးတော့ရေးလိုက်မိတယ်တဲ့ဟုတ်ပြီနော်တိုတောင်းတဲ့အချိန်ကာလကိုသုံးမယ်နော်ဟုတ်ပြီကဲအဲ့တော့အခုကနောက်ဆုံးခန်းမှာ10ပတ်မြောက်ခန်းကိုရောက်ပါပြီ10ပတ်မြောက်ခန်းရဲ့ပထမဆုံးတရက်မြောက်ခန်းကိုကြည့်ရတရက်မြောက်ကိုကြည့်အောင်သူကစကက်ဆက်တွေဒီခန်းစကက်ဆက်တွေနည်းနည်းလေးရှုပ်တယ်နော်နည်းနည်းလေးရှုပ်တယ်အဲ့တော့ဒီမှာတော့အသေးစိတ်တော့မရှင်းမှာမဟုတ်ဘူးအသေးစိတ်ကိုပြန်နှားထောင်ချင်တယ်ဆိုလို့ရှိရင်တော့ဗီဒီယိုတစ်ပုတ်ချင်းစီနဲ့တရက်မြောက်ချင်းစီပေါ့နော်အဲ့လိုတင်ထားတာရှိပါတယ်အဲ့ဒီဗီဒီယိုလေးတွေကိုပြန်ကြည့်ပါအသေးစိတ်ရှင်းထားပေးတယ်နော်ဆိုရတာမင်းนี่ဆိုတော့အဲ့တော့တကခတ်တာတဲ့ဘယ်လိုပြောမလဲမြင့်နေပေါ့နော်ဆိုရတာမင်းဆိုရနာနော်นี่အဲ့ဒီအတွက်ကြောင့်မို့လို့တဲ့စုကုပေါ့နော်စုကုခေါ်ရတယ်ဒါပျက်စီးသွားတယ်အဲ့ဒါတောင်မှဆိုရနာနော်นี่ဆိုတဲ့အိဗေကအဲ့ဒါတောင်မှဈေးကြီးရယ်ကွာဈေးကြီးပေးခဲ့ရတယ်ဒါပေမဲ့အဲ့ဒါတောင်မှဘာဖြစ်လဲချက်ချင်းပြတ်သွားတယ်တဲ့အဲ့လိုပုံစံမျိုးနော်ဖြစ်တဲ့နာနဲ့လွဲနေတာမျိုးနော်ဖြစ်တဲ့နာနဲ့လွဲနေတာဈေးကြီးရင်ကောင်းရမှာလေဟုတ်လားအဲ့လိုပုံစံမျိုးဆိုရနာနော်นี่ဒါတောင်မှနော်ဒီမှာကြည့်အောင်အဲ့တော့ကွန်တိုခဲရောတဲ့တာကခတ်တာဆိုတာဒီနာရီကဈေးကြီးပေးခဲ့ရတာတဲ့ဆိုရနာနော်นี่အဲ့ဒါတောင်မှတဲ့စုကုန်းนี่ချက်ချင်းကိုပဲခေါ်ရတဲ့ပျက်စီးသွားတယ်တဲ့ဆိုရတဲ့မို့အဲ့ဒါဆိုရင်တောင်မှအိုးအမေတာမိုးတဲတန်စွာရွာတယ်ဆိုရတဲ့မို့အဲ့ဒါတောင်မှဒဲခခဲတွေအပြင်ထွက်မယ်ဆိုရတဲ့မို့အဲ့ဒါတောင်မှနောက်တစ်ခုကြည့်အောင်ဆိုရနာတာအဲ့လိုဆိုရင်လေဆိုရနာတာအဲ့လိုဆိုရင်ねဂျူဒိုင်းတာတုကာဆိုရနာတာမကြည့်အောင်ဒန်ရှာတဲ့အီကိုလမ်းကျက်နေတယ်ဆိုရင်တောင်မှဗာလဲလမ်းကျက်နေတယ်တဲ့လမ်းကျက်နေတယ်ဆိုရနာတာအဲ့လိုဆိုရင်တောင်မှဒန်ရှာတဲ့အီကိုယထာနဲ့သွားမယ်ဟုတ်ပြီနော်ဒါတခုအဆင်မပြေဘူးမလားနောက်တစ်ခုဆက်လုပ်နောက်တစ်ခုနှစ်ခြားဟာနဲ့ပြောင်းလုပ်မယ်ဒီလိုပုံစံအောင်ပြောတာနော်နောက်တစ်ခုကြည့်အောင်ဆိုရတဲ့ဆိုတဲ့ပဲအဲ့ဒါကြောင့်ဟာတရာခိစုခိတာအရန်လုပ်ခဲ့တယ်တဲ့ဆိုရတဲ့အဲ့ဒါကြောင့်မို့လို့ပြောခင်းနေနာတာနေမကောင်းဖြစ်ခဲ့တယ်ဟုတ်ပြီနော်ညံလေးပဲသွားမယ်နော်နည်းနည်းတော့နားလဲပေးနော်ဘာလို့လဲဆိုတော့တပုတ်ရှင်းစီလဲတစ်ခုချင်းတစ်ခန်းချင်းတစ်ရက်ချင်းစီကိုလည်းပဲဗီဒီယိုတပုတ်ရှင်းနဲ့ရှင်းပြီးသားဒါက grammar ကိုတစုတဲ့ပြန်ပြီးတော့ကြည့်လို့ရအောင်ပဲနော်ကြည့်လို့ရအောင်လို့ပဲလုပ်ပေးထားတာဖြစ်တယ်ဆိုရကအဲ့ဒါကလေတဲ့နော်အဲ့ဒါကလေတဲ့ကြည့်အောင်ဒါလေးကိုရှင်းပြပေးမယ်အဲ့ဒါကလေအတိတ်ပဲနော်စကားဆက်တယ်နော်သူကနည်းနည်းလေးအတိတ်ပဲမရရင်နောက်ကစားကြအောင်ဖတ်လို့တစ်မျိုးကြီးဖြစ်သွားလိမ့်မယ်နော်ကြည့်အောင်အိုဂျွန်ဆန်တဲ့မိုးတိုင်းကောက်ခုကိုတဲ့ဒီမှာဆိုရင် Ghost Studio စားတဲ့ Master တဲ့ show တမီးဖြစ်သူကတဲ့ဘယ်လိုပြောမလဲတက်ကတူဘွဲရပြီမလားဆိုရဲကမထာကလေတဲ့မာတာနန်းတစီရောအခုတော့မဟုတ်သေးဘူးတဲ့ကိုမရသေးဘူးပေါ့နော်မရသေးဘူးဆိုတဲ့ပဲပြန်ရှင်းပြနေသူတခြားသူကသူ့ကိုမေးတယ်ကွာတမီးဖြစ်သူဘွဲရပြီမလားကြံနေတယ်အဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုဆက်သွားမယ်ဆိုခိုတဲ့ဆိုတဲ့ဘက်ကအဲ့ဒီအတွက်ကြောင့်ဆိုခိုတဲ့အဲ့ဒီအတွက်ကြောင့်ဒီမှာဆိုရင်ကြည့်အောင်ဂျူတိုင်းစရရာရှိလမ်းချက်နေပုံရတယ်တဲ့ဆိုတဲ့အဲ့ဒီအတွက်ကြောင့်မလို့ဟာယာခုမြန်ပေါ့နော်ဒီမှာဆိုလို့ရှိရင် super star မြန်ထွက်ရှင်တယ်မြန်အိမ်ကထွက်ရှင်တယ်တဲ့စောအိမ်ကထွက်ရှင်တယ် sorry ဟာယာခုမြန်မဟုတ်စောအိမ်ကထွက်ရှင်တယ်တဲ့နောက်ကကြာစိုးကြီးရဲ့အဲ့လိုပြောခိုင်းဘလို့လဲလို့စိုးကြီးရဲ့ဆိုတာသူကကြည့်အောင်ဒါနဲ့ဟုတ်သားပဲပေါ့နော်သူကစကားကိုပြောနေတာအမှတ်ရသွားပြီနော်စိုးကြီးရဲ့ဒါနဲ့ဟုတ်သားပဲတနာကခွန်ကတဲ့ဂန်ခိကနာတနာကခွန်နေကောင်းလားမသိဘူးတဲ့ဟုတ်ပြီနော်ရမယ်ထင်တယ်နော်ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်ဆိုရဲဝါဆိုတို့ဒါနဲ့စကားမဆက် by the way နော်တခိုးလို့တဲ့စကားမဆက်နော်တခိုးလို့တဲ့စကားမဆက်ဆိုရဲဝါဆိုတို့ဘာနဲ့တူပဲလဲတခိုးလို့ကနဲ့တူပဲနော်အဲ့တော့ကျောင်းတော့ဂျူကီရောတဲ့ဒီနေ့အတန်းကတဲ့အိုမိုရှိရောခတ်တာနဲ့စိတ်ဝင်စားဖို့ကောင်းခဲ့တယ်နော်တဲ့စကောခတ်တာနဲ့နီနာတာတဲ့ဒါမှမဟုတ်နာတာဆိုရဲဒီမှာဆိုရင်ဆိုရဲဝါဆိုတို့ဒါနဲ့စကားမဆက်ခွန်းတို့နော်ရှိကန်နဲ့ is ဒါခဲလေးနော်ဘယ်တော့ပါလဲကိုယ်ကိုပြန်ပြီးသတိဘယ်လိုပြောမလဲ confirm ပြန်လုပ်နေရနော်နောက်တစ်ခေါက်ဆောင်မွေးရဘယ်တော့ပါလဲရမယ်နော်
ဟုတ်ပြီနောက်တစ်ခု3ရက်မြောင်းလေးကိုတွားရအောင်ရှစ်ပတ်မြောင်းလေးရဲ့3ရက်ကိုရောက်လာခဲ့ပါပြီကဲအဲ့တော့ကြည့်အောင်ဆူနာဝါစုနော်ဆူနာဝါချီကြည့်အောင်ဟာဆူနာဝါချီဆိုတဲ့အဓိပ္ပာယ်ကစမားလေးနဲ့တူပဲနော်အဲ့တော့သူနဲ့အဓိပ္ပာယ်တူတဲ့ဟာလေးကိုပြောကြည့်အောင်နော်ဆူနာဝါရှိတယ်စမားရှိတယ်နောက်တိုယူခွတ်တိုတာလေမှတ်မိလားရှေ့မှာသင်ခဲ့ပြီးသားနော်တိုယူခွတ်တိုတာအဲ့တော့ဒီလိုလေးမှတ်တာဆူနာဝါချီစမားတိုယူခွတ်တိုတာအဲ့တော့私တို့သင်ပေးခဲ့တဲ့စမ်းစေးကတော့အဲ့လိုလေးမှတ်ခိုင်းတယ်ဆနာဝါချီစမာရီတိုယူခိုတိုဒါဆနာဝါချီစမာရီတိုယူခိုတိုဒါစမာရီကငါတို့ရင်းနေပြီးသားတနည်းအားဖြင့်အဲ့တော့ဆနာဝါချီစမာရီဆိုစမာရီတစ်လုံးရပြီဆိုဆနာဝါချီကိုတွဲပြီးကြတာဖြစ်ကြောင်းဆနာဝါချီစမာရီတိုယူခိုတိုဒါဆိုတိုယူခိုတိုဒါဆိုတနည်းအားဖြင့်ဆနာဝါချီဆိုတနည်းအားဖြင့်စမာရီနည်းအားဖြင့်အဲ့လိုမျိုးလေးကြထားပြီနော်ဟုတ်ပြီနော်ဟာနော်အာနီအမေရဲ့အကိုဆနာဝါချီတနည်းအားဖြင့်စမာရီတနည်းအားဖြင့်အိုဂျီဆန်ဦးလေးပေါ့အဲ့လိုပုံစံနေနော်ရမယ်နော်စနာဝါချီဆိုမာရီတိုယူခိုတိုဒါလို့မှတ်ထားပြီနော်နောက်တစ်ခုကကြတော့ကအာရီဝါဆိုတဲ့အိဗယ်အော်နဲ့အတူတူပဲသုံးမခုတ်ဆိုတဲ့အိဗယ်သူကအရေးမှာသုံးမယ်နော်အာရီဝါအရေးမှာပဲသုံးပါနော်စကားပြောတယ်မှာမတွေ့ရမှာမဟုတ်ဘူးကြည့်အောင်ဒီမှာဆိုလို့ရှိရင်focus နော် focus တဲ့ focus အာရီဝါမဲလူ fax သုံးမခုတ်ဗာလဲ email ပေါ့နော်ရှေ့ fax နဲ့သုံးတာမလား fax ဒီနဲ့အဲ့နဲ့သုံးတယ်ကိုက email နော်တနည်းအားဒိုးမဟုတ်နော်ဒိုးမဟုတ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်နောက်တစ်ခုကကြတော့ကဒါကဆိုတဲ့အဓိပ္ပာယ်ကဘာနဲ့တူတူပဲလဲဆိုရင်ခဲတဲ့ဒိုးမို့ဒစငါနဲ့တူတူပဲရှိတို့ခဲတဲ့ဒိုးမို့တို့နဲ့အတူတူပဲဒစငါပေမဲ့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တဲ့ဒါကဆိုတဲ့အဓိပ္ပာယ်ကခဲတဲ့ဒိုးမို့နော်ရှိတို့နော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့ तू ကခတ်သားရင်မှာကြောတဲ့အချိန်တွေအရင်မှာပဲတွေ့ရမယ်နော်အရင်မှာပဲတွေ့ရမယ်ရမယ်နော်ဒါစကားနဲ့တူတူပဲဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်ဒါတဲ့ရဲ့အဓိပ္ပာယ်ကဘာကြောင့်လဲဆိုတော့ because ပေါ့နော်အလဲ reasoning ပေးမယ်ဒါတဲ့ဆိုတဲ့အဓိပ္ပာယ်ကဘာကြောင့်လဲဆိုတော့ reasoning ပေးမယ်နော် reasoning ပေးမယ်ဒီမှာဆိုလို့ရှိရင်အခုတဲ့လို့စိတ်ဆိုးနေရဲ့ဒါတဲ့ဘာကြောင့်လဲဆိုတော့ယာကုဆိုခုကိုယာဘုတခါရဒီဂတိကိုဖျက်ခဲ့တဲ့အတွက်ကြောင့်မလို့ဟုတ်တယ်နော်ရမယ်နော်ဒါတဲ့ဆိုတဲ့ဘေးက because နဲ့တူတူပဲနော် reason ပေးတဲ့အခါမှာသုံးတယ်ဘာကြောင့်လဲဆိုတော့ဟုတ်ပြီစပတ်မြောင်းနဲ့ရဲ့၄ရက်မြောင်းလေးကိုသင်ပေးမယ်တိုယိုခိုတိုကတော့ဘာလဲဆိုတော့တနည်းအားဖြင့်စနာဝါချီစမာရီတိုယိုခိုတိုကနော်စနာဝါချီစမာရီတိုယိုခိုတိုကနော်ကဲတော့ကြည့်အောင်တနည်းအားဖြင့်ပဲဒီမှာဆိုလို့ရှိရင်မာတာခွန်နိုင်တိုယိုခိုတိုကဆိုတာကမလာသေးဘူးတဲ့တိုယိုခိုတိုကတနည်းအားဖြင့်ဒီမှာဆိုလို့ရှိရင်ခက်စေခိတာပြက်ကွက်တယ်တဲ့နော်အတန်းတက်ပေါ့နော်ဒီမှာကြည့်အောင်ခါတွေကသူဟာဆိုလို့ရှိရင်မာတာခီမာဆန်နဲ့သူမလာသေးဘူးနော်တဲ့တိုယိုခိုတိုကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ခက်စေခိတိုယိုခိုတိုဒက်စနေအတန်းပြက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့တဲ့မတက်ရောက်ဘူးဆိုတဲ့အဓိပ္ပာယ်ပြောပေါ့တဲ့နော်နောက်တစ်ခုကကြာတိုယုနိုဝဆိုတာကလို့ဆိုလိုတာကနော်ခိုင်းချစ်ဒေခိနိုင်တိုယုနိုဝဆိုလိုတာကတော့ချစ်ချင်းတော့ဂူတိုင်ချစ်ချင်းတော့ဂူအိုင်ကတဲ့ဝါရူ index အပြင်ကိုမထွက်နိုင်ဘူးတဲ့ဆိုလိုတာကအဖေရဲ့အခြေအနေကမကောင်းလို့ပါတဲ့နောက်တစ်ခုကကြာတော့ကြည့်အောင်စီတာကတဲ့ဆိုတဲ့ဘေးကလည်းဒါခါလာနဲ့တူပဲတော့ကြောင်ပဲနော်တော့ကြောင်ပဲဒီခဏနဲ့ရှုပ်တယ်နော်တေချာလေးသိကြည့်ပါနော်အဲ့တော့ခါတွေဝါတဲ့မာဂျီမေတာစတာကတဲ့တနည်းအားဖြင့်ရှင်းရိုင်းစာတဲ့တေးတို့သူကတဲ့ TJB သစ္စာရှိရလူဖြစ်တယ်တဲ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်မင်းနာခါတာအားလုံးကနေပြီးတော့တဲ့ရှင်းရိုင်းစာဆဲတဲ့စာဆက်တဲ့တို့အားလုံးကနေဘာလို့ပြောမလဲသူ့ကိုယုံကြည်တယ်ပေါ့နော်အားကိုးတယ်ဆိုတဲ့ပုံစံမျိုးပြောတာဖြစ်တယ်နောက်တစ်ခုကြည့်အောင်တာရာရှိဆိုတဲ့ဘေကဒါပေမဲ့လေဒီစကားလုံးတွေကဗမာပြောရမလဲဆိုလို့ရှိရင်ဒုက္ခအင်းတွေဖတ်တဲ့အခါမှာတွေ့ရမယ်နော်စကားပြောမှာတော့တောင်မကြားရအောင်နော်တာရာရှိဒါပေမဲ့လေဆိုတဲ့ဘေနော်ဆန်းဝါရီဘီကီတဲ့30ရာခိုင်နှုန်းတာရာရှိဒါပေမဲ့လေပဲတဲ့ဒါပေမဲ့လေပဲကိုနိုတာနာနော်တဲ့ရှောင်းဟင်းကတဲ့နော်ဆိုခုဒီဘယ်လိုပြောမလဲဇန်ရှုံးရင်းဆိုပစ္စည်းအားလုံးကတဲ့
စန်းဝါရီဘီကီတက်30ရာခိုင်နှုန်းဖြစ်တယ်တာရရှိဒါပေမဲ့လည်းပဲခုနတာနာတော့ရှောင်းရင်ဒီစင်ရဲ့ပစ္စည်းရတော့တဲ့နော်ဆိုခီမတ်မပါဝင်ဘူးတခြားပစ္စည်းတွေကတော့30ရာခိုင်နှုန်းဒီဆိုင်ကတော့ဒီစင်ပေါ်မှာတင်ထားတဲ့ပစ္စည်းတွေကတော့ပုံမှန်ဈေးပဲတရားဆိုတရားပဲ30ရာခိုင်နှုန်းမလျှော့ဘူးရလားရမယ်နော်နားလည်းမထင်နဲ့နော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားရအောင်10ရက်မြောက်နေ့ရဲ့9ဟုတ်တယ်10ပတ်မြောက်နေ့ရဲ့9ရက်မြောက်နေ့ကိုရောက်လာပြီမော့တိုမိုဆွဲသေးပြီဒါပေမဲ့လေချင်းချက်အနေနဲ့လေနော်ချင်းချက်အနေနဲ့လေဆွဲသေးပြီဖြစ်တယ်ဒီမှာဆိုလို့ရှိရင် in shoku kenshi ဆိုတော့ဘယ်လိုပြောမလဲအစားမစားရဘူးပေါ့နော်တားမြင်ထားတယ်မော့တိုမိုဒါပေမဲ့လည်းပဲတဲ့မီဆူဝါခမိုင်မာဆန်ခမိုင်မာဆန်နော်ခမိုင်မာဆန်လေးမှတ်မိသေးလားနောင်ကခမိုင်မာဆန်လေးကလောက်တော့ရတယ်လေနော်အဲ့တော့ရေလောက်တော့ရတယ်မီဆူဝါခမိုင်မာဆန်ရေလောက်တော့ရတယ်အဲ့တော့ in shoku kenshi အစားမစားရဘူးမတိုးမို့ဒါပေမဲ့လည်းပဲမီဆူဝါခမိုင်မာဆန်ရေလောက်တော့ရတယ်နောက်တစ်ခုကကြတော့က now ဆိုတဲ့အိဗယ်ထပ်ပြီးတော့ဖြစ်စွပေါင်းပြောမှာအီဂျော်တဲ့ဒီလောက်ပါပဲ now တဲ့ဖြစ်စွတဲ့အနေနဲ့ပေါ့နော်ထပ်ပြီးတော့တဲ့မဆိုလို့ရှိရင်ချောဆိုင်ဝအသေးစိတ်ကတော့တဲ့အဲ့လိုပုံစံမျိုးပြောတာနော်အီဂျော်တဲ့ဒီလောက်ပါပဲအသေးစိတ်ကတော့အဲ့လိုပုံစံမျိုးပြောတာနော်ရမယ်နော်ထပ်ပြီးတော့ပြောမှာ now ထပ်ပေါင်းဖြစ်စွပြောမှာစားတဲ့ဆိုတဲ့အိဗယ်ဟာစကားမဆက်ကဲစကားမဆက်ခေါင်းစဉ်ပြောင်းမယ်အဲ့တော့ ORMAS တဲ့ပြီးပါပြီစတဲ့စကားမဆက် right shoe ကနောက်ဘက်ကတဲ့အဲ့လိုပြောမှာနော်စတဲ့စကားမဆက်နောက်ဘက်သူရှင်းမှာသူပြောခဲ့တဲ့အကြောင်းအရာနဲ့မဆိုင်တော့ဘူးနောက်တစ်ကြောင်းကိုပြောင်းတော့မှာပြောင်းပြီးပြောတဲ့အခါမျိုးမှာဆိုရင်စတဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပြောရဲနော်နောက်တစ်ခုကကျတော့ဆုလို့ဆိုတဲ့အဓိပ္ပာယ်ထိုးအခါနော်လုံးလိုက်တဲ့အခါတို့ဘာလို့ပုံစံမျိုးပြောရဲနော်ခုစတူဒီယိုတဲ့နုတဆေးကိုလင်းလိုက်တယ်ဆုလို့တော့အဲ့ဒီအချိန်မှာပဲအီတာမီကဒီမှာဆိုရင်ဘာလဲဆိုတော့အိုဆာမတာတတ်တာပျောက်ကင်းသွားတယ်ပေါ့နော်နာကျင်မှုတတ်တာပါတယ်ပျောက်ကင်းသွားတယ်ဆိုတဲ့ပုံစံကိုပြောတာဖြစ်တယ်အခုကကျတော့10ပတ်မြောက်နေ့ရဲ့6ရက်မြောက်နေ့အဲ့တော့ပထမဆုံးလေ့လာရမှာကျတော့ကယောစုရုနိA တကြောင်နော်ယောစုရုနိလူရင်းပြောရရင်ဒဲပြောရရင်အဲ့လိုပုံစံမျိုးနော်ယောစုရုနိဒဲပြောရမယ်ဆိုရင်ဒါဆိုလို့ရှိရင်ရှီယာရီနီတဲ့ Oh my god ပြိုင်ပွဲမှာရှုံးခဲ့တယ်တဲ့ယောစုရုနိဒဲပြောရမယ်ဆိုလို့ရှိရင်အိုင်တဲနော်ရှင်းမှုတော့ချီခါရာနောဆကဆိုတော့တစ်ဖက်အသိင်းရဲ့ပေါ့နော်အင်အားကွာရှားမှုอ่ะဆိုလို့ရှိရင်တဲ့အတ္တတိုယူခိုတိုတာလို့ပြောရမလဲတူတူလောက်ပဲဖြစ်တယ်အဲ့တော့လုံးဝစိုးငါကိုရှုံးခဲ့တယ်ဒါပေမဲ့ဒဲပြောမှာဆိုတစ်ဖက်အသိင်းနဲ့ဆိုလို့ရှိရင်လည်းဖြစ်တယ်အင်အားကွာရှားမှုอ่ะဆိုလို့ရှိရင်တူတူလောက်ပဲပေါ့နော်အဲ့လိုပုံစံမျိုးပြောတာနော်အတ္တတိုယူခိုတိုတာလို့ဆိုလို့တာနော်နောက်တစ်ခုကကြတော့ကရှီကာမိုဆိုတဲ့အိဗယ်ကအဲ့ဒီအပြင်ထို့အပြင်ရှီကာမိုဆိုတဲ့အိဗယ်ကအဲ့ဒီအပြင်ထို့အပြင်နော်ကဲတော့ကြည့်အောင်ပြီးကျင်တာတဲ့မိမလာလေးဖြစ်တယ်ရှီကာမိုအဲ့ဒီအပြင်မှာစေကာခုမိုအီအချင်းစရိုက်လဲကောင်းတယ်နော်လာတဲ့အချင်းစရိုက်လဲကောင်းတယ်အဲ့လိုပုံစံလေးပြောတာနော်နောက်တစ်ခုကကြတော့ကအိုမာခဲနီဆိုတဲ့အိဗယ်ကလည်းအဲ့ဒီအပြင်ပဲအိုမာခဲနီအဲ့ဒီအပြင်ပဲတာကာရှိဈေးကြီးတယ်လို့ဟုတ်ပါဘူးကြောင်နီဟွန်တော်တဲ့နာဆိုပါတဲ့အာဆွေးရှိဂျပန်ရဲ့နွေရာသီကပူတယ်လို့အိုမာခဲနီတဲ့ဘာဖြစ်လဲရှိခဲမိုအိုအီဒက်စ်သူပြောနေတဲ့ဒီပဲကြတော့ဒီအဲ့ဒီအပြင်မှာဘာဖြစ်သေးလဲဆိုတော့ဆိုထိုင်းဆိုဆာကလည်းပဲများတယ်ဆိုတဲ့ပုံစံအောင်ပြောတာပါနော်ဆိုဆာလည်းများတယ်ဆိုတဲ့ပုံစံအောင်ပြောတာနော်ရမယ်နော်ဟုတ်ပြီနောက်တစ်ခုကြည့်အောင်ချီနာမီနီဆိုတဲ့အိဗယ်ကိုကြည့်အောင် A ချီနာမီနီ B A အကြောင်းတစ်ခုပြောခဲ့တယ်ချီနာမီနီဒါနဲ့ပြောရအောင်မယ် B အကြောင်းဆက်ပြောမယ်ဟုတ်ပြီနော်စိုက်ခင်းဝါတဲ့အခုတလုံးမှာဆိုလို့ရှိရင်ပက်တိုခောက်အေးကဖူဝဲတဲ့အီလူယောဒက်အဲ့တော့အိမ်မွေးတိရစ္ဆာန်တွေကိုမွေးတဲ့အိမ်တွေကတိုးလာတဲ့ပုံပဲပေါ့နော်ချီနာမီနီဒါနဲ့ပြောရအောင်မယ်ဥချင်းနေမို့အိမ်မှာလည်းပဲအင်းနူကအီပီခီတိုနေကိုကနိဟီကီအီမဆအိမ်မှာလည်းပဲခွေးတစ်ကောင်နဲ့ကြောင်နှစ်ကောင်ရှိတယ်တဲ့ဟုတ်ပြီနော်က
ကဲအဲ့ဒါဆိုရင်နားလည်မယ်ထင်ပါတယ်ဒါကကြန့်ရှိနေတဲ့ဒီ grammar ပေါ့နော် endosoma domain ရဲ့ကြန့်ရှိနေတဲ့ grammar ပေါင်းချုပ်ပါ grammar ပေါင်းချုပ်ရှေ့မှာကတပန်းမြောင်းလေးက၄ပန်းမြောင်းလေးထိတင်ပြီးတော့ပြီကိုကကြောင့်၅ပန်းမြောင်းလေးကနေပြီးတော့၈ပန်းမြောင်းလေးထိကိုတင်ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်နားမလည်တာရှိလို့ရှိရင် comment မှာဝင်မေးခဲ့လို့ရတယ် comment မှာဝင်မေးခဲ့လို့ရပါတယ်နောက်တစ်ခုကကြတော့တောင်းဆိုချင်တာတစ်ခုက channel လေးကို subscribe လုပ်ထားပေးပါ comment နားမလည်ဘူးနားလည်တယ်အဲ့ဒါကို comment လေးမှာဝင်ရေးပေးပါနောက်တစ်ခုကဘယ်နေရာကြည့်နေရလဲဆိုတာကိုလည်းပဲဝင်ရေးပေးပါနောက်တစ်ခုကကြည့်နေတဲ့အတိုင်းကနေပြီးတော့အမားပါတာရှိရင်လည်းထောက်ပြပေးဖို့တောင်းဆိုပါတယ်ထောက်ပြပေးပါပုံမှန်လည်းဆွေးနွေးခွင့်ရှိပါတယ်တောင်းမယ်ဘယ်လိုပြောမလဲတောင်းဆိုတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပါပဲကဲအဲ့ဆိုလို့ရှိရင်တော့ဒီနေ့ဒါ endosoma domain ရဲ့ grammar ပေါင်းချုပ်ကိုကြန့်ရှိနေတဲ့ grammar ပေါင်းချုပ်၅ဘတ်မြောက်ကနေပြီးတော့၈ဘတ်မြောက်နေ့ထိကိုပြန်လည်ပြီးတော့သင်ပေးခဲ့တာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ